အားလုံးပဲမင်္ဂလာပါနားဆင် Audiobook Channel မှာကြိုဆိုပါရစေအခုဖတ်ပြပေးမယ့်စာအုပ်ကတော့ Robert D. Kiyosaki နဲ့ Cheryl Alexander ဦးသွေးရေးသားထားတဲ့ Business the Business School အားဆရာမောင်ဘော်ထွန်းဘာသာပြန်ထားတဲ့အဖေ3ဤစီးပွားရေးလုပ်ငန်းတင်ကြောင်းစာအုပ်အားဖတ်ပြပေးမှာဖြစ်ပါတယ်ဒီစာအုပ်မှာပါဝင်တဲ့အဖေ3နဲ့အဖေလူမွဲစကလုံးများအားနားဆင်ရအဆင်ပြေအောင်ဆင်းရဲဖြစ်ဖြစ်နဲ့ချမ်းသာဖြစ်ဖြစ်ဟူ၍ကြောင်းလဲပြပြပေးတော့မှာဖြစ်ပါတယ်ဒီစာအုပ်အားစိတ်ဝင်စားပြီးဖတ်ရှုခြင်းမှာကငွေရင်းစာအုပ်အားဝယ်ယူဖတ်ရှုအားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်အခန်း3စစ်မှန်သောတူညီခွင့်လန်းခမားကိုယ်တိုင်ကိုယ့်ရဲ့ရောင်းဝယ်လုပ်ငန်းကိုတည်ထောင်ပြီးတထေးဖြစ်လာတာမဟုတ်ပဲဒီလုပ်ငန်းကိုလုပ်ဖို့တခြားသူတွေကိုဘာကြောင့်တိုက်တွန်းနေရလဲဆိုတဲ့မိကုံကိုလူတွေကကျွန်တော်မကြာခဏမေးကြတယ်ကိုယ့်ရဲ့ရောင်းဝယ်လုပ်ငန်းကိုလုပ်ဖို့ကျွန်တော်ကတခြားလူတွေတိုက်တွန်းရတာအကြောင်းမျိုးမျိုးရှိပါတယ်အဲ့ဒါကိုဒီစာအုပ်ထဲမှာပေါ်ပြထားပါတယ်စေတကားပိတ်ထားခြင်း1980ပြည့်လွန်အလယ်ပိုင်းလောက်ကလုပ်ငန်းသစ်အခွင့်အလမ်းရှာဖွေရေးဆွေးနွေးပွဲတစ်ခုကိုတက်ဖို့မိတ်ဆွေတယောက်ကကျွန်တော်ကိုတိုက်တွန်းတယ်ကျွန်တော်ကလုပ်ငန်းသစ်နဲ့ယင်းနှိမ့်နှံရေးအခွင့်အလမ်းကိုအမြဲတမ်းရှာဖွေနေသူဖြစ်လို့ဆွေးနွေးပွဲတက်ဖို့သဘောတူလိုက်တယ်ဆွေးနွေးပွဲကရုံးခန်းထဲမှာမဟုတ်ပဲပုဂ္ဂလိကအိမ်ခန်းထဲမှာလုံးဝမို့ထူးဆန်းနေပေမဲ့ကျွန်တော်တက်ဖြစ်အောင်တက်ပါတယ်အဲ့ဒီဆွေးနွေးပွဲမှာကျွန်တော်အဖို့ကိုယ့်ရဲ့ရောင်းဝယ်လောကနဲ့ပထမဆုံးမိတ်ဆက်မိခြင်းပါပဲ3နိုင်ကြာဆွေးနွေးပွဲကိုကျွန်တော်ဆက်ရှိလက်ရှိထိုင်ပြီးနားထောင်တယ်လူတစ်ယောက်အနေနဲ့ကိုယ်ပိုင်လုပ်ငန်းဘာကြောင့်ထူထောင်သင့်ကြောင်းနဲ့ပတ်သက်ပြီးတင်ပြချက်တွေကိုရေပူရအားဖြင့်ကျွန်တော်လက်ခံပါတယ်သူတို့တည်ထောင်နေတဲ့လုပ်ငန်းဟာကျွန်တော်တည်ထောင်နေတဲ့လုပ်ငန်းနဲ့သိပြီးကွာခြားနေတဲ့အချက်ကိုကျွန်တော်သိပြီးအလေးမထားဘူးရှင်းရှင်းပြောရရင်ကျွန်တော်ကိုယ်တိုင်တထေးဖြစ်ဖို့အတွက်ကိုယ်ပိုင်လုပ်ငန်းတည်ထောင်နေတာသူတို့ကတခြားလူတွေအများကြီးတထေးဖြစ်ရေးအတွက်စီးပွားရေးလုပ်ငန်းတည်ထောင်ဖို့ပြောနေကြတာအဲ့ဒီအသက်အရွယ်တုန်းကအဲ့ဒီလိုတိုးတက်တဲ့အတွေးမြင်တွေကိုကျွန်တော်မျက်စိမပွင့်သေးဘူးကျွန်တော်စိတ်ထဲမှာစီးပွားရေးလုပ်ငန်းဆိုတာပိုင်ရှင်တွေတထေးဖြစ်ဖို့အတွက်ပဲခံယူထားတာညနေပိုင်းဆွေးနွေးပွဲပြီးတော့ဆွေးနွေးပွဲကိုဘယ်လိုမြင်တယ်လဲလို့ကျွန်တော်မိတ်ဆွေကကျွန်တော်ကိုမေးတယ်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်နဲ့မဆိုင်ပါဘူးလို့ကျွန်တော်ကပြန်ပြောလိုက်ဘာကြောင့်မဆိုင်တာလဲလို့သူကပြန်မေးတယ်ဒီတော့ကျွန်တော်ကိုယ်ပိုင်စီးပွားရေးလုပ်နေတာတခြားလူတွေနဲ့တွဲပြီးဘာလို့လုပ်နေကြရလို့လဲသူတို့ကိုကျွန်တော်ကဘာလို့ကူညီရမှာလဲပြီးတော့အဲ့ဒီကိုယ့်ရဲ့အယောင်းဝယ်လုပ်ငန်းဟာမယူသားဘူးယင်းနှိမ့်မြုံနှံမှုတွေကိုတရားမဝင်ရောင်းချနေတယ်လို့လဲကောလာဟာလာကြီးထက်နေတယ်လို့ပြောပြီးကျွန်တော်ကားမောင်းပြီးထွက်လာခဲ့တယ်မိတ်ဆွေပြောမဲ့စကားကိုလုံးဝနားမထောင်ခဲ့ဘူး1980ပြည့်လွန်အလယ်ပိုင်းကာလလောက်ကပါအဲ့ဒီအချိန်မှာကျွန်တော်ကပထမဆုံးနိုင်ငံတကာစီးပွားရေးလုပ်ငန်းကိုထူထောင်လုပ်ကိုင်နေပြီဒါကြောင့်ကျွန်တော်အဖို့အားလက်ချိန်မရှိလောက်အောင်တိတ်ပြီးအလုပ်များနေတယ်ကျွန်တော်လုပ်ငန်းကဖီလာလိုင်းစီးသမားသုံးကက်ခွာနိုင်လွန်ပတ်စံအိတ်ထုတ်လို့ရောင်းချတဲ့လုပ်ငန်းပါကိုယ့်ရဲ့ရောင်းဝယ်လုပ်ငန်းတည်ထောင်ရေးဆွေးနွေးပွဲလုပ်ပြီးနောက်မကြာခင်မှာပဲကျွန်တော်ရဲ့အားကစားသုံးကက်ခွာပတ်စံအိတ်လုပ်ငန်းနေ့တခြားတိုးတက်လာတယ်ကျွန်တော်ရဲ့2နှစ်တာကြိုးပမ်းအားထုတ်မှုဟာတကယ်လည်းအကျိုးပြုပါတယ်ကျွန်တော်နဲ့တကွာပါတနာ2ယောက်တို့ဟာအောင်မြင်ကြော်ကြားခြင်းနဲ့ကြီးပွားချမ်းသာခြင်းကိုရရှိခဲ့တယ်အသက်30မပြည့်ခင်ပန်းနိုင်ကိုရရှိပြီးတစ်ချက်တထေးကလေးတွေဖြစ်လာကြတယ်1980ပြည့်ဝန်းကျင်ကာလတုန်းကပတ်စံတန်းဆိုတာနည်းနည်းနော်ပတ်စံမဟုတ်ပါဘူးကျွန်တော်ကုမ္ပဏီနဲ့ကျွန်တော်လုပ်ငန်းပစ္စည်းတွေကိုSafa Runner Wall နဲ့ Gentleman Quarterly Magazine တွေကတော့ဆောင်းပါးတွေမှာရေးပြီးချီးကျူးခဲ့ကြတယ်။အားကစားကုန်ပစ္စည်းလောကမှာကျွန်တော်တို့ပစ္စည်းကအရန်ရည်ပန်းစားပြီးကဘာရဲရဲကဖောက်တယ်တွေဝင်လာမစိတ်ဖြစ်နေတယ်။ကျွန်တော်ရဲ့ပထမဆုံးနိုင်ငံတကာစီးပွားရေးလုပ်ငန်းတိုးတက်အောင်မြင်နေတယ်။အဲဒါကြောင့်ကိုယ့်ရဲ့အယောင်းဝယ်လုပ်ငန်းကိုစီးပွားရေးအခွင့်အလမ်းအဖြစ်အကြံပြုတဲ့အခါကျွန်တော်စိတ်ကလုံးဝပိတ်နေတာပေါ့။အဲဒီကြောင့်နောက်ထပ်လည်းမကြားချင်တော့ဘူး။နောက်ထပ်နှစ်ပေါင်းတော်တော်လေးကြာတော့မှအဲဒီကြောင့်ကျွန်တော်ပြန်ပြီးကြားရတယ်။အဲဒီတော့မှကျွန်တော်စိတ်ကပွင့်လာပြူလာတယ်။ပြောရရင်ကျွန်တော်ဟာကိုယ့်ရဲ့လုပ်ငန်းကို15နှစ်လုံးနောက်ထပ်မစဉ်းစားခဲ့ဘူးဆိုတော့စိတ်ကပွင့်လာခြင်း1990ပြည့်နှစ်အစောပိုင်းကာလမှာသူ့ရဲ့စီးပွားရေးအတွေးမြင်နဲ့စီးပွားရေးအောင်မြင်မှုအတွက်ကျွန်တော်လေးစားတဲ့မိတ်ဆွေတယောက်ကသူ့ကိုယ့်ရဲ့အယောင်းဝယ်လုပ်ငန်းလုပ်နေကြောင်းကျွန်တော်ကိုပြောပြတယ်သူ့နာမည်ကဘယ်ကအင်ချန်မီရောင်းဝယ်ရေးလုပ်ငန်းနဲ့အကြီးအကျယ်ချမ်းသာနေသူဒါနဲ့တောင်သူကကိုယ့်ရဲ့အယောင်းဝယ်လုပ်ငန်းဘာကြောင့်လုပ်နေရတယ်လဲဆိုကျွန်တော်တော်တော်တွေးဝေသွားမိတယ်အဲ့ဒါနဲ့ကျွန်တော်ကမေးလိုက်တယ်ခင်ဗျားဒီလုပ်ငန်းဘာကြောင့်လုပ်တာလဲခင်ဗျားအနေနဲ့နောက်ထပ်ပတ်စံလိုသေးလို့လားဒေကခက်ကြဲကြဲရီလိုက်ပြီးတော့ကျွန်တော်ပတ်စံရှာတာကိုနှစ်သက်တယ်ဆိုတာခင်ဗျားသိပါတယ်ဒါပေမဲ့ကျွန်တော်ကပတ်စံလိုအပ်လို့စီးပွားရေးလုပ်နေတာမဟုတ်ဘူးကျွန်တော်မှာပတ်စံတွေတပုံကြီးရှိတယ်ဟုတ်ပါတယ်သူဟာလွန်ခဲ့နှစ်တွေတွင်မှာအင်ချမ်မီလုပ်ငန်းနဲ့ဒေါ်လာ1ဘီလီယံကျော်ဝင်ငွေရှိခဲ့တယ်ဒါပေမဲ့သူ့အဖြေကမရှင်းလို့ကျွန်တော်ထပ်မေးလိုက်တယ်ဒါဖြင့်ခမ ्या ကဒီကွန်ရက်လုပ်ငန်းလုပ်ရတာလေဘေးကတော်တော်ကြကြလေးစဉ်းစားပြီးတော့မှလက်ဆက်ပြည်နယ်သားလေတံဝဲနဲ့ဖြည်းဖြည်းလေးပြောတယ်အင်ချမ်မီရောင်းဝယ်ရေးလုပ်ငန်းမှာရင်းနှီးမြှုပ်နှံတဲ့အကြောင်းကျွန်တော်ကိုလူတွေမေးနေတာတော်တော်ကြာပြီဒီလုပ်ငန်းနဲ့ဘယ်လိုတထေးဖြစ်နိုင်မယ်ဆိုတာကိုသူတို့သိချင်နေကြတယ်တော်တော်နဲ့များကကျွန်တော်နဲ့တွဲလုပ်ချင်ကြတယ်ဒါမှမဟုတ်ပတ်စံမရှိဘဲနဲ့အဲ့ဒီလုပ်ငန်းကိုဘယ်လိုလုပ်နိုင်မလဲဆိုတာကိုသိချင်ကြတယ်ကျွန်တော်ခေါင်းချင်းထုတ်ဟန်လိုက်ပြီးကျွန်တော်ကလည်းအဲ့ဒီတိုင်းမေးကြတယ်ပြဿနာသူတို့အနေနဲ့ကျွန်တော်နဲ့တွဲပြီးမလုပ်နိုင်ဘူးဗျဘာကြောင့်လဲဆိုသူတို့မှာပတ်စံလုံးလောက်မရှိလို့ပဲကျွန်တော်အဆင့်နဲ့ညီအောင်လုပ်မယ်ဆိုရင်အနည်းဆုံးဒေါ်လာ9000ကနေပြီးတော့ဒေါ်လာ3သိန်းလောက်လိုတယ်သူတို့မှာအဲ့ဒါလောက်မရှိကြဘူး
အများစုကလုပ်ငန်းကိုဒီဝါလီခံရပြီးလကစားအလုံးနှစ်ခုကိုတွဲလုပ်နေကြရတာဒါကြောင့်သူတို့ကပတ်စံမရှိဘဲနဲ့အပေါ်သားလုပ်ငန်းတွေကိုလုပ်နေကြတာခင်ဗျားသိတဲ့အတိုင်းအကောင်းဆုံးတိုက်တာအေရန်လုပ်ငန်းကတတိကြီးလက်ထဲပဲရောက်ကုန်တာပတ်စံမရှိတဲ့လူမွဲတွေလက်ထဲမရောက်ဘူးကျွန်တော်ကခေါင်းချင်းထောက်ခံလိုက်ပြီးတော့ကျွန်တော်သဘောပေါက်ပါတယ်ပတ်စံမရှိဘယ်ပန်တိုင်းဘယ်တိုက်တာအိမ်ဟာကိုယ်စလဲကမှအရေးဆိုင်မှာမဟုတ်ပါဘူးခင်ဗျားဆိုကျင်တာကသူတို့မှပတ်စံမရှိဘူးရှိတဲ့ပတ်စံလည်းမလုံလောက်ဘူးဒါကြောင့်ခင်ဗျားကသူတို့မကူညီနိုင်ဘူးသူတို့ကခင်ဗျားလည်းပူးတယ်ပြီးတော့ရင်းနှီးမြှုပ်နှံနိုင်အောင်မချမ်းသာကြဘူးအဲ့လိုမဟုတ်လားဟုတ်ပါတယ်ပြီးတော့သူတို့မှာပတ်စံရှိတယ်ဆိုရင်လည်းတသက်တာစုဆောင်းငွေနဲ့ပါပဲရှိတာခင်ဗျားသိတဲ့အတိုင်းကျွန်တော်ကခမည်းဝိုင်ရှိသမျှပတ်စံအားလုံးတုံပြီးရင်းနှီးဖို့ပြောတာမဟုတ်ဘူးနောက်တစ်ချက်ကသူတို့ရဲ့စုငွေကိုရင်းနှီးမြှုပ်နှံရင်ရှုံးသွားမှာကိုသူတို့ကသိကြတာရှုံးမှာကိုကြောက်တဲ့လူကတကယ်လည်းရှုံးတတ်တယ်ဗျအဲ့ဒါကိုခမည်းလည်းသိတယ်ကျွန်တော်လည်းသိတယ်ကျွန်တော်ကလေရင်ခွေးအမြန်ပြေးရမှာမို့ဘယ်နဲ့စကားဖြတ်ပြီးထွက်လာခဲ့သူဘာကြောင့်ကိုရဲလုပ်ငန်းလုပ်တယ်ဆိုတာကိုကျွန်တော်သိပြီးနားမရှင်းသေးဘူးဒါပေမဲ့ကျွန်တော်ရဲ့ပိတ်နေတဲ့တကားတော့ပွင့်ညင်ဖြစ်လာပြီသူ့လိုသိပြီးချမ်းသာတဲ့လူတစ်ယောက်အနေနဲ့ကိုရဲလုပ်ငန်းဘာကြောင့်လုပ်ရတာလဲကျွန်တော်သိပြီးသိကျင်တာလေပတ်စံရဖို့ထက်အပြင်အခြားရည်မှန်းချက်တစ်ခုရှိရမယ်ဆိုတာကျွန်တော်သဘောပေါက်လာတယ်နောက်2လ3လအတွင်းဘင်းနဲ့ကျွန်တော်တို့ဆက်ပြီးဆွေးနွေးပြီးကြတယ်ဒီတော့မှသူ့ရဲ့ရည်မှန်းချက်ကိုကျွန်တော်ပြသဘောပေါက်မိတော့တယ်သူဒီလုပ်ငန်းကိုလုပ်ရတဲ့အဓိကအကြောင်းရင်းတွေကတခြားသူတွေကိုကူညီခြင်းနဲ့ဒါဟာသူဒီလုပ်ငန်းလုပ်ရခြင်းအရင်ကအကြောင်းပဲသူကသိပြီးချမ်းသာပေမဲ့လောဘမကြီးဘူးဘဝင်မမြင်ဘူးနှစ်ကိုယ့်ကိုကူညီခြင်းနဲ့ပေကပြောတယ်ကျွန်တော်နဲ့ယဉ်ကျေးမြှုပ်နှံခြင်းခမည်းမှာပတ်စံရှိရမယ်ကျွန်တော်ကလူတွေပို့ပြီးချမ်းသာလာအောင်ကူညီရကျွန်တော်မှာယဉ်ကျေးမြှုပ်နှံသူတွေပို့ပြီးရလာမယ်ကျွန်တော်ကတခြားသူတွေကိုပိုင်လုပ်ငန်းထောင်နိုင်အောင်ကူညီလေကျွန်တော်လုပ်ငန်းကြီးပွားတိုးတက်လေပဲကျွန်တော်ပို့ပြီးချမ်းသာလေပဲအခုဆိုရင်ကျွန်တော်ရဲ့စားသုံးသူဖြန့်ချီရေးလုပ်ငန်းကအရန်တိုးတက်နေရယဉ်ကျေးမြှုပ်နှံသူတွေတိုးလာတယ်ကျွန်တော်ကိုယ်ပိုင်ယဉ်ကျေးမြှုပ်နှံမှုအတွက်ပတ်စံတွေပို့ဝင်လာတယ်ပြောရရင်နှစ်ဦးနှစ်ဖက်အတူရှိတဲ့လုပ်ငန်းပဲလွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကစပြီးပို့ပြီးကြီးတဲ့တိုက်တာအင်အားစီမံကိန်းတွေမှာကျွန်တော်ရင်းနှီးမြှုပ်နှံခဲ့တယ်လုပ်ငန်းသေးသေးလေးတွေမှာရင်းနှီးမြှုပ်နှံရင်တတိဖြစ်ဖို့မလွယ်ဘူးဆိုတာခင်ဗျားလည်းသိပါတယ်မလုပ်တော့ဖြစ်မှာပါဒါပေမဲ့ပတ်စံများများနိုင်ဘူးပြီးတော့ချမ်းသာတဲ့လူတွေမလွတ်ချင်တဲ့အပေါ်စားလုပ်တွေပဲရမှာပဲတော့တင်ယူခြင်းနဲ့တင်ပြခြင်းနဲ့ဘေကကျွန်တော်ကိုပြောတယ်တင်ယူခြင်းတဲ့လူတွေနဲ့အလုပ်လုပ်ရတာကိုကျွန်တော်နှစ်သက်တယ်အရာရာကိုငါသိရဆိုတဲ့လူတွေနဲ့အလုပ်လုပ်ရတာကိုကျွန်တော်သိပြီးညှင်းငွေတယ်ကျွန်တော်ရဲ့တိုက်တာအင်အားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာအဲ့ဒီလိုလူတွေအများကြီးတွေ့ရတယ်အဲ့ဒီလိုအားလုံးသိလူစားမျိုးတွေနဲ့တွဲလုပ်ရတာသိပြီးစိတ်ပင်ပန်းတယ်ပြဿနာတစ်တွေအတွက်အဖြေတစ်တွေရှာဖွေနေတဲ့သူတွေမသိတာကိုသိအောင်တင်လို့တဲ့သူတွေအဲ့ဒီလိုလူတွေကိုပဲကျွန်တော်လိုချင်တယ်စီးပွားရေးလုပ်ငန်းတင်ပြရတာကိုကျွန်တော်သိပြီးစိတ်ပါတယ်သူတို့ရဲ့အလင်းမပြတ်ပညာသင်ယူရေးကိုဒီစိတ်ဝင်စားတဲ့လူတွေနဲ့တွဲပြီးစိတ်ကူးသစ်တွေကိုဖော်ထုတ်ရတာမျှဝေခံစားရတာကိုကျွန်တော်သိပြီးသဘောကျတယ်။မြန်သိရဲ့အတိုင်းကျွန်တော်ဟာစိတ်ငိုင်ပညာမှာဒီဂရီရတယ်ဝေကြီးပညာမှာ MBA ဘွဲရတယ်အခုဒီလုပ်ငန်းကိုလုပ်တော့ကျွန်တော်တက်သိတာတွေကိုတခြားလူတွေကိုသင်ပြဖို့အခွင့်အရေးရတယ်သူတို့တက်သိတာတွေကိုကျွန်တော်သင်ယူဖို့အခွင့်အရေးရတယ်နောက်ခံဘဝအမျိုးမျိုးကနေလာတဲ့ပညာတတ်လူတော်တွေဒီလုပ်ငန်းမှာအများကြီးရှိတယ်လို့ကျွန်တော်ပြောရင်ခင်ဗျားအံ့ဩမိလိမ့်မယ်လုံခြုံစိတ်ချရတဲ့အလုပ်တစ်နေ့ထက်တစ်နေ့ပိုလို့နဲလာတဲ့ဒီခေတ်ကြီးမှာဝေကြီးလုံခြုံမှုရဖို့အတွက်ပညာရှာနေတဲ့တာမန်လူတွေလည်းဒီလုပ်ငန်းတွေမှာအများကြီးပဲကျွန်တော်တို့တွေအတူတူပူပေါင်းလုပ်ကိုင်ရင်ဘဝအတွေ့အကြုံများကိုမျှဝေပေးနေကြတယ်။ကိုတက်သိတာတွေကိုဖြန့်ပြနေကြတယ်။ကျွန်တော်ကတင်ပြရတာတင်ယူရတာကိုညှဉ်းလို့တယ်။ဒါကြောင့်မို့ဒီလုပ်ငန်းကိုချစ်တယ်။ဒါဟာတကယ်လုပ်ငန်းကြီးပဲ။တကယ်ကိုကြီးကျယ်တဲ့စီးပွားရေးလုပ်ငန်းတင်ဘဝတက္ကသိုလ်ကြီးပဲ။ပွင့်လင်းတဲ့စိတ်တက်တဲ့အဲ့ဒီလိုနဲ့1990ပြည့်လွန်အစောပိုင်းကာလမှာပိတ်နေတဲ့ကျွန်တော်စိတ်တက်ဟာပွင့်လင်းလာပြီးကိုယ့်ရဲ့ရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်ပြီးကျွန်တော်အတွေ့အမြင်တွေလည်းပြောင်းလဲလာခဲ့။ကျွန်တော်ရဲ့တကားပိတ်တဲ့စိတ်နဲ့မြင်ခဲ့ရတာတွေကိုမြင်စားပြုလာတယ်။ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့မကောင်းတဲ့အကျိုးမပြုတဲ့အရာတွေကိုကြော်ပြီးကောင်းတဲ့အကျိုးပြုတဲ့အရာတွေကိုမြင်စားပြုလာတယ်။ဒါပေမဲ့မကောင်းတဲ့အကျိုးမပြုတဲ့အရာတွေတော်တော်များများရှိနေသေးတယ်ဆိုတာကိုလည်းသဘောပေါက်မိရဲ့။အသက်48နှစ်အရွယ်1994ခုနှစ်မှာငွေကြေးဒုက္ခကင်းလွတ်လို့လုပ်ငန်းအနားယူပြီးနောက်ကိုယ့်ရဲ့ရောင်းဝယ်လုပ်ငန်းကိုကျွန်တော်ကိုယ်တိုင်လက်တွေ့သုတေသနလုပ်တယ်။ဘသူကဖြစ်ကျွန်တော်ကိုဆွေးနွေးပွဲဖိတ်ရင်ကျွန်တော်မပြတ်မကွက်တက်ရောက်နားထောင်တယ်။သူတို့ပြောတာကိုသဘောကျရင်ကိုယ့်ရဲ့ရောင်းဝယ်ကုမ္ပဏီတချို့နဲ့ဆက်သွယ်လုပ်ကိုင်တယ်။ဒါပေမဲ့ပတ်စံလိုချင်လို့ဆက်သွယ်တာမဟုတ်ဘူး။ကုမ္ပဏီအသီးသီးရဲ့ကောင်းကွက်ဆိုးကွက်တွေကိုအနီးကပ်မြင်ရင်လို့ပါ။အဖြစ်ကိုကျွန်တော်ကိုယ်တိုင်ရှာခြင်းလို့ပါ။ကုမ္ပဏီတော်တော်များများကိုဝင်ကြည့်တဲ့အခါကျွန်တော်တွေ့ရတဲ့ဆိုးကွက်တွေကတော့ဒီလူတွေကိုကိုကြွေးစီးပွားချနေတဲ့စီးပွားရေးသမားတွေလို့လူများစုကမြင်နေကြတဲ့အချက်ပဲစိတ်ကူးရင်မျှော်မှန်းချက်ကြီးသူတွေအချောင်ကြီးပွားခြင်းတဲ့သူတွေလူလေတွေနဲ့အခွင့်အရေးသမားတွေဒီလုပ်ငန်းကိုစိတ်ဝင်စားကြတာအမှန်ပါပဲကိုယ့်ရဲ့ရောင်းဝယ်လုပ်ငန်းနဲ့စိန်ခေါ်ချက်တစ်ရက်ကလူတိုင်းကိုပါဝင်ခွင့်ပြုတဲ့တကားဖွင့်ဝါဒကိုကျင့်သုံးခြင်းဖြစ်တယ်ဒီတကားဖွင့်ဝါဒဟာတရားမျှတပြီးတူညီအခွင့်အလမ်းကိုပေးတဲ့ဝါဒပဲအဲ့ဒါကိုပဲဆိုရှယ်လစ်ဝါဒီအများစုကအော်ကြီးစစ်ကျဲတောင်းဆိုနေကြတယ်မဟုတ်လားဒါပေမဲ့အဲ့ဒီစီးပွားရေးလုပ်ငန်းဆွေးနွေးပွဲတွေမှာအမာခံဆိုရှယ်လစ်ဝါဒီများများဆဆတော့မတွေ့ရဘူးဒီစီးပွားရေးလုပ်ငန်းတွေကအရင်းရှင်တွေအတွက်ဒါမှမဟုတ်အောက်ထစ်ဆုံးအရင်းရှင်ဖြစ်ချင်တဲ့သူတွေအတွက်ဖြစ်ပါတယ်အဲ့လိုအချောင်ကြီးပွားခြင်းသူတွေလူလေတွေနဲ့တွေ့ပြီးနောက်ကုမ္ပဏီတချို့ကခေါင်းဆောင်နေနဲ့ကျွန်တော်တွေ့ဆုံဆွေးနွေးတယ်ကျွန်တော်တွေ့ရတဲ့ပုံကိုယ်တွေဟာ
တင်ညာရှိကြတယ်။ကျင်ညာတရားရှိကြတယ်။ကိုကျင့်သိက္ခာကောင်းကြတယ်။ကျွန်တော်ဟာမိမိရဲ့တစ်ဖက်သက်အစွဲလမ်းကိုစွန့်ပယ်ပြီးကျွန်တော်လေးစားတဲ့ပုံကိုယ်တွေနဲ့တွေ့ရပြီးတဲ့နောက်အဲ့ဒီလုပ်ငန်းရဲ့တကယ်အသင်းနှလုံးကိုတွေ့ရှိရပါတော့တယ်။အရင်ကမမြင်ခဲ့ရတာတွေအခုမြင်ရပြီအကောင်းကိုရောအဆိုးကိုပါမြင်ရပြီဒါကြောင့်ကိုယ့်ရဲ့ရောင်းဝယ်ရေးလုပ်ငန်းကြောင့်တတိပြတာမဟုတ်ဘဲနဲ့ဘာကြောင့်သူများတွေကိုဒီလုပ်ငန်းလုပ်ခိုင်းနေတာလဲဆိုတဲ့မိကုန်းကိုဖြေရှင်းတာလဲတကြောင်ကြောင့်ကျွန်တော်ဒီစာအုပ်ကိုရေးတာပါကျွန်တော်ကိုယ်တိုင်ကိုယ့်ရဲ့လုပ်ငန်းကြောင့်တတိဖြစ်တာမဟုတ်ပေမဲ့ဒီလုပ်ငန်းကိုကျွန်တော်ယုံကြည်ရဲ့ဒီလုပ်ငန်းရဲ့စစ်မှန်တန်ဖိုးဟာပတ်စံတွေအများကြီးရဖို့တူတာထက်အများကြီးပိုပါတယ်နောက်ဆုံးတော့လူတွေကိုအထူးလေးထားပြီးတော့ကျင်နာတရားရှိတဲ့လုပ်ငန်းကိုကျွန်တော်တွေ့ရပါတယ်ဒီလုပ်ငန်းကိုကျွန်တော်ထောက်ခံရတဲ့အဓိကအကြောင်းရင်းကအစင်လာပညာသင်ကြားရေးစနစ်မှာတွေ့ရတဲ့တန်ဖိုးတွေကိုကျွန်တော်အမြဲတမ်းမုန်းတဲ့အချက်ပဲကျွန်တော်16နှစ်အရွယ်မှာအထက်တန်းကျောင်းသားဘဝတုန်းကမာသာလို့ခေါ်တဲ့ကျွန်တော်တငယ်ချင်းမလေးကိုတမ်းပိုင်ဆရာမကဗပြောဆိုညီရကျောင်းမှာစာမတော်တော့ဘဝမှာအောင်မြင်မှုရမှာမဟုတ်ဘူးတဲ့မာသာကအဆက်ကြီးတလောက်စိတ်ကြီးကြိုက်လွယ်တဲ့မိန်းကလေးဆရာမရဲ့အစဉ်ချင်းမဲ့စကားကမာသာလေးရဲ့အသေးစိုက်ဝင်သွားတယ်ဒါကြောင့်သူဟာအတန်းတင်ဆောင်ပွဲဖြေကန်ဒီစစ်စစ်မှာပဲတခါလဲကျောင်းထွက်သွားတယ်ကျွန်တော်ကျောင်းမှာကြုံရတဲ့ပြဿနာနဲ့စီးပွားရေးလောကမှာကြုံရတဲ့ပြဿနာဟာအတူတူပဲအတန်ဆုံးလူအနိုင်ယူလူတစ်ယောက်ပြဿနာဖြစ်ရင်ဒါမှမဟုတ်တခုခုကိုနားမလည်ရင်အဲ့ဒီလူကိုအဲ့ဒီစနစ်ကမကူညီပဲရှောင်ပယ်သွားတယ်တကယ်တော့ဒီစနစ်ဟာအသင်းလုံးမရှိတဲ့စနစ်ပဲ Zero Company မှာလုပ်တော့ကကျွန်တော်မိတ်ဆွေရောဟာ3လတီတီရောင်းအောင်လုပ်တော့ဘူးအဲ့တော့အရောင်းမန်နေဂျာကသူ့ကိုကျိန်းတော့တာပဲမန်နေဂျာစကားကိုကျွန်တော်အခုထိကြားရောက်နေသေးတယ်ခင်ဗျားမကြခင်မှာတခုခုမရောင်းရရင်တော့အလုပ်ပြုတ်ပြီးသားမှတ်ပြီးတော့တယ်နောက်တစ်ပတ်လောက်ကြာတော့ရုံအလုပ်ထွက်သွားတယ်ဒါကြောင့်ကွန်ရက်လုပ်ငန်းကိုကျွန်တော်ထောက်ခံရခြင်းအကြောင်းတစ်ရက်ကညာတော့အပြင်ကုမ္ပဏီတွေဟာတိတ်ပြီးစိတ်ကောင်းစေတနာကောင်းရှိကြတာလို့တွေ့ရတယ်ကိုကသာစိတ်ပါလက်ပါလေးလာစီးပူးမယ်ဆိုရင်တကယ်ကြိုးရှိရဲ့လုပ်ငန်းမှာကွန်ရက်ကုမ္ပဏီအများစုပဲစစ်မှန်တူညီတဲ့ခွင့်လန်းကိုပေးတဲ့ကုမ္ပဏီတွေပဲကျွန်တော်ဟာဒီလုပ်ငန်းနဲ့တတိဖြစ်လာတာမဟုတ်ပေမဲ့အကျဉ်းတရားနဲ့တူညီခွင့်လန်းကိုပေးရင်ဘယ်လုပ်ငန်းမဆိုထောက်ခံမှာပဲအချုပ်စကားကျွန်တော်ဟာအသက်18နှစ်နဲ့28နှစ်တွင်မှာစစ်တပ်ကတူမှာရောအမေရိကန်ကန်တပ်တပ်ဖွဲ့တွေမှာပါရှိခဲ့တယ်အဲ့ဒီအဖွဲ့အစည်းနှစ်ခုလုံးမှာတန်မိုးဟာတန်သုံးလူအနိုင်ယူတန်မိုးစနစ်ပဲစစ်တပ်ကတူမှာဆရာလူကြီးနဲ့အဖြေကိုပေးနိုင်ရင်ဆောင်ပွဲအောင်မယ်မပေးနိုင်ရင်ဆောင်ပွဲကြမယ်ကန်တဲ့တက်ဖွဲ့တင်တန်းပေးထားတဲ့အတိုင်းလုပ်ရင်တိုက်ပွဲနိုင်မယ်စစ်ပွဲမှာအတန်ဆုံးလူကအနိုင်ယူဆိုတာတကယ်မှန်တာပဲကျွန်တော် VN စစ်ပွဲကပြန်ရောက်တော့ကျွန်တော်တန်မိုးချိုးပြောင်းလဲချင်တာတွေကိုတွေ့ရတယ်ကျွန်တော်ကကျောင်းမှာတင်ခဲ့ရတဲ့အနိုင်ရှုံးကစားပွဲအတန်ဆုံးအတော်ဆုံးလူအနိုင်ယူကစားပွဲတွေမှာမတော်ချင်ဘူးဒါကြောင့်တသေးဖေဖေကုမ္ပဏီရဲ့လုပ်ငန်းရည်ရွယ်ချက်ဆောင်ဖို့ကိုလူသားအလုံးဤစီးပွားရေးကိုမြင့်တင်ရန်လို့ရေးထားတယ်ကလေးတယောက်ဟာကျောင်းမှာစမတော်ရင်ဒါမှမဟုတ်လာကကောင်းတဲ့အလုံးမရရင်တပွားလုံးစင်းရင်းနေတော့မှာပဲဆိုတဲ့အယူဆကိုကျွန်တော်တို့လုံးဝလက်မခံဘူးကိုရင်လုပ်ငန်းမှာအားလုံးမဟုတ်တာတောင်အများစုဟာတသေးဖေဖေကုမ္ပဏီရဲ့ရည်ရွယ်ချက်ဆောင်မှုအတိုင်းပဲလှုပ်ဆောင်နေကြတယ်ဒါဟာဒီလုပ်ငန်းကိုကျွန်တော်ထောက်ခံရခြင်းရဲ့အခြားအကြောင်းရင်းတစ်ရပ်ပဲယနေ့ခေတ်မှာကျွန်တော်တို့အနေနဲ့တန်းတူကျောင်းနေဘက်ကိုအနိုင်ယူမဲ့အစားတိုက်ပွဲမှာရန်သူကိုပစ်တက်မဲ့အစားစီးပွားရေးမှာပြိုင်ဘက်ကိုမောင်းထုတ်မဲ့အစားတခြားသူတွေကိုမထိခိုက်စေပဲရှားသူတွေစီးပွားချမ်းသာရေးအတွက်ကူညီခြင်းနဲ့ပုံကူတွေနဲ့ပဲကျွန်တော်အလုပ်တွဲလုပ်ချင်တယ်ကျွန်တော်ဖို့တော့ဒါဟာထောက်ခံအားပေးထိုက်တဲ့တန်ဖိုးပဲတတိယပေကုမ္ပဏီက2003ခုနှစ်ကစပြီးကလေးတွေအတွက်ငွေကြေးလက်ပတ်မှု cash flow for kids ကြားကွက်ကစားနည်းတွေကိုအသုံးပြုပြီး online electronic ကစားနည်းအဖြစ်တောင်းလိုက်တယ်ဒီကစားနည်းမှာအသက်9နှစ်မှ12နှစ်အရွယ်အတွက်သင်ရိုးညွှန်းတမ်းတွေလည်းပါတယ်ဒီကစားနည်းကိုအင်တာနက်ကတဆင့်အခမဲ့ဖြန့်ချီတယ်ကျွန်တော်တို့ရရှိခံစားရတဲ့အကျိုးစီးပွားကိုတခြားလူတွေနဲ့ပြန်ပြီးမျှဝေပေးတာဖြစ်တယ်။ကနည်းအားဖြင့်ကျွန်တော်တို့ဟာစီးပွားရှာကြတဲ့နေရာမှာလောဘမကြီးပဲစေတနာတရားထားတယ်ဆိုတာကိုကြားရလေဖြစ်တယ်။ငွေကြီးလက်ပတ်မှုကစားနည်းနဲ့တင်ယုံညွှန်းဟာပြောစရာကောင်းတဲ့ဖြေမှုပေးတဲ့ကစားနည်းပါ။ကျွန်တော်ငယ်ဘဝကကျွန်တော်ကိုတတိဖိဖိတင်ပေးတဲ့အတိုင်းအခြေခံငွေကြီးပညာရေးနဲ့ကျွမ်းကျင်မှုတွေကိုတစ်ကမ္ဘာလုံးကလူငယ်တွေကိုဒီကစားနည်းကတင်ပေးလိမ့်မယ်။လွန်ခဲ့တဲ့နှစ်ပေါင်းတော်တော်ကြာကပီတဲတိဂိတာအဖွဲ့ကငင်းညမ်းရေးကိုအခွင့်အရေးပေးဖို့ကျွန်တော်တို့တောင်းဆိုနေပါတယ်ဆိုတဲ့သရှင်ကိုတစ်ကမ္ဘာလုံးကိုဆိုခိုင်းခဲ့တတိဖိဖိကုမ္ပဏီကတောင်းဆိုတာကလူငယ်တွေအားလုံးကိုအခွင့်အရေးပေးပါတယ်ခိုင်မာတဲ့အခြေခံငွေကြေးပညာရေးရဖို့အတွက်လူငယ်တွေအားလုံးကိုတူညီတဲ့အခွင့်အရေးပေးကြပါကဘာကြီးငင်းညမ်းရေးရဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ရပ်ဟာလူသားတွေစင်ရဲအတွင်းမှာလွတ်ကင်းအောင်တက်ကြွလှုပ်ဆောင်ခြင်းပဲလို့ကျွန်တော်ယုံကြည်တယ်စင်ရဲသားကိုပတ်စံပေးတာဟာစင်ရဲတာရှိအောင်လုပ်တာနဲ့တူတူပဲလို့တတိဖိဖိကပြောတယ်ဒီနေ့ခေတ်မှာကွန်ရက်ရောင်းဝယ်ရေးလုပ်ငန်းကုမ္ပဏီအများစုဟာစီးပွားရေးအခွင့်အလမ်းပေးပြီးတစ်ကမ္ဘာလုံးကိုငင်းညမ်းဖြန့်ချီနေတယ်ကွန်ရက်လုပ်ငန်းကုမ္ပဏီတွေဟာချမ်းသာတဲ့နိုင်ငံတွေသာမကစင်ရဲတဲ့တတိယကမ္ဘာနိုင်ငံတွေပါတားမောင်းများစွာပြည်သူတွေအတွက်စီးပွားရေးအခွင့်အလမ်းတွေပေးနေတာ US အစင်လာ corporation ကြီးတွေကကြီးတက်ချမ်းသာတဲ့ဘီလီယံနာတထေးကြီးလောက်သာယက်တီရှင်သန်လာရတယ်ဒီနေ့ခေတ်ဟာတထေးကြီးပိုလို့ချမ်းသာရေးအတွက်လကစားအမှုတန်းလူအများစုနေမညမှာကုန်းရုံးလုပ်ပေးနေရမယ့်ခေတ်မဟုတ်တော့ဘူးကမ္ဘာပြည်သူအားလုံးကုန်လုံးကြွယ်ဝရေးအတွက်တူညီတဲ့အခွင့်အလမ်းကို
ခံစားခွင့်ပေးရမယ်ခေတ်ဖြစ်လာပြီးတတိနဲ့စင်ရတာကွာဟာချက်ကြီးမားလာလေလေအခွင့်အရေးပေးဖို့ခက်ခဲလာလေလေဖြစ်မှာပဲနောက်လာမဲ့တန်ဖိုးနောက်လာမဲ့အခန်းမှာဘဝပြောင်းစေနိုင်တဲ့ပညာရေးတန်ဖိုးအကြောင်းကိုတင်ပြပါတယ်အဲ့ဒီပညာရေးကိုကိုယ့်ရဲ့ရောင်းဝယ်ရေးလုပ်ငန်းကုမ္ပဏီအများစုကပေးနေကြပါတယ်စာဘတ်သူအနေနဲ့ဘဝတာငွေကြေးပိုင်ဆိုင်မှုအပြောင်းလဲလုပ်ဖို့ဆရာထက်သန်နေအတင်းဖြစ်နေလာမဲ့အခန်းနဲ့တန်ဖိုးဟာစာဘတ်သူအတွက်ပါပဲအခန်းလေးဘဝပြောင်းစေနိုင်တဲ့ပညာရေးပတ်စံအကြောင်းမဟုတ်ကျွန်တော်တို့မှာအကောင်းဆုံးအစားထိုးစီမံကိန်းတွေရှိပါတယ်။ကိုယ့်ရဲ့လုပ်ငန်းကုမ္ပဏီအများစုကိုလေ့လာတဲ့အခါမှာအဲ့ဒီစကားကိုခဏခဏကြားခဲ့ရတယ်။သူတို့ရဲ့စီးပွားရေးလုပ်ငန်းအခွင့်အလမ်းတွေဟာလူအများစုကိုလစဉ်ဒေါ်လာရာပေါင်းထောင်ပေါင်းများစွာဝင်စီနိုင်တယ်ဆိုပြီးသူတို့ကအားတက်တရောပြောကြတယ်ကျွန်တော်ကိုယ်တိုင်အဲ့ဒီလိုဝင်ကောင်းတဲ့ပုံကိုယ်တွေတွေ့ခဲ့ရတယ်ဒါကြောင့်မို့ဒီလုပ်ငန်းဟာတကယ်ကိုအလုံးရင်းဝင်ကောင်းနိုင်တဲ့လုပ်ငန်းပဲဆိုတာကျွန်တော်အကျဉ်းမဲ့ယုံကြည်တယ်ဒါကြောင့်မို့လဲဒီနေ့ခေတ်မှာငန်းမရငွေလိုချင်တဲ့ပုံကိုယ်တွေဒီလုပ်ငန်းနဲ့တပွဲပွဲဝင်ရောက်လာကြတယ်ဒါပေမဲ့ငွေရဖို့တသက်ရွေရချက်နဲ့ဒီလုပ်ငန်းကိုလုပ်ကင်ကြတာကိုတော့ကျွန်တော်လုံးဝမထောက်ခံကုန်ပစ္စည်းအကြောင်းမဟုတ်ကျွန်တော်တို့မှာအကောင်းဆုံးကုန်ပစ္စည်းတွေရှိပါတယ်ကိုယ့်ရဲ့ကုမ္ပဏီတွေထဲမှာ franchise ကျွတ်နဲ့ကြီးတဲ့ဝင်ရောက်လေးလာကြည့်တဲ့အခါမှာဒီစကားဟာကျွန်တော်ဒုတိယအများဆုံးကြားရတဲ့စကားပဲကုန်ပစ္စည်းကိုအဓိကထားတဲ့ကုမ္ပဏီတွေဟာရောင်းအားတိုးတက်မှုကိုအဓိကထားပြီးကုန်ယူနေကြတာကိုကျွန်တော်တွေ့ရတယ်ကုမ္ပဏီတစ်ခုမှာပိုင်ရှင်မျိုးသမီးကအာဝါပြည်နယ်မှာရှိတဲ့တေကန်နီသူ့မိခင်တို့မသေးသေးတစ်မျိုးကိုတီထွင်ဖော်ထုတ်ခဲ့တယ်လို့ပြောတယ်ကျွန်တော်တေချာချာလိုက်ပြီးစုံစမ်းကြည့်တော့သူ့မိဟာအာဝါပြည်နယ်မှာမရှိဘူးအဲ့ဒီဆေးကိုသူဖော်ထုတ်တာလည်းမဟုတ်ဘူးအဲ့ဒီဆေးကိုကယ်လီဖိုးနီးယားပြည်နယ်ဆေးဝါးစက်ရုံတစ်ခုကထုတ်လုပ်ပြီးကုမ္ပဏီပေါင်းများစွာအတွက်တစိမ့်မျိုးကပ်ပြီးထန့်ချင်နေတာကိုတွေ့ရတယ်။အဲ့ဒီမှာကျွန်တော်အစောပိုင်းကပြောခဲ့သလိုဘယ်စီးပွားရေးလုပ်ငန်းမှမဆိုဘယ်တက်မွေးဝမ်းကြောင်းလုပ်ငန်းမှမဆိုအတူရောင်နေအလင်းညာတွေကတော့တကယ်ရှိနေတာပဲ။ဒါပေမဲ့တချို့ကိုယ့်ရဲ့ကုမ္ပဏီတွေကတော့တကယ်ရည်စည်းကောင်းတဲ့အစစ်မှန်ကုန်ပစ္စည်းတွေကိုဖြန့်ဖြူးနေကြပါတယ်။စီးပွားရေးလုပ်ငန်းမှာစားတို့စီမံကိန်းတွေနဲ့အကောင်းဆုံးကုန်ပစ္စည်းတွေဟာအရေးကြီးပါတယ်။ဒါပေမဲ့ဒီအခန်းမှာအဲ့ဒီချက်ကိုအသားပေးပြီးကျွန်တော်ဖော်ပြမှာမဟုတ်ပါဘူး။ရွေးချယ်စရာစီးပွားရေးလုပ်ငန်းမျိုးမျိုးကိုယ့်ရဲ့ရောင်းဝယ်ရေးကုမ္ပဏီအမျိုးမျိုးကိုလေ့လာကြည့်တဲ့အခါကုန်ပစ္စည်းအမျိုးမျိုးနဲ့ဝန်ဆောင်မှုအမျိုးမျိုးကိုဒီကိုယ့်ရဲ့ရောင်းဝယ်တဲ့စနစ်ကတစ်စစ်အကြီးကျယ်ဟန်ကြီးနေတာကိုတန်တော်တွေ့ရှိရတယ်။1980ပြည့်ဝန်းကျင်ကကျွန်တော်ပထမဆုံးလုပ်ကိုင်တဲ့ကိုယ့်ရဲ့လုပ်ငန်းကဗီတာမင်ဆေးတွေရောင်းချတယ်။တကယ်အစွမ်းထက်တဲ့အရည်သွေးပြည့်ဆေးတွေပဲ။ကျွန်တော်ကိုယ်တိုင်ဒီနေ့ထိတောက်သုံးနေရတယ်။ကျွန်တော်ဆက်ပြီးလေ့လာကြည့်တဲ့အခါကိုယ့်ရဲ့ရောင်းဝယ်ရေးလုပ်ငန်းတွေကအောက်ပါကုန်ပစ္စည်းတွေကိုဖြန့်ဖြူးနေတာကိုတွေ့ရတယ်။1 cosmetic အသားလားခရင်နဲ့အခြားအလှပြည့်ပစ္စည်းများ2တယ်လီဖုန်းဝန်ဆောင်မှု3တိုက်တာအိမ်ယာဝန်ဆောင်မှု4ငွေကြေးဝန်ဆောင်မှုအသက်အာမခံရှယ်ယာရောင်းဝယ်အကျွေးကပ်5ဥပဒေကြိုးဆောင်လုပ်ငန်း6အင်တာနက်ဈေးကွက်ဖြန့်ချိရေးရှော့ဈေးကုန်ပစ္စည်းရောင်းချခြင်း9ကျန်းမာရေးဆိုင်ရာကုန်ပစ္စည်းများဗီတာမင်အားဆေးများနဲ့တခြားဆက်စပ်ကုန်ပစ္စည်းများ10ရတနာပစ္စည်းများ9အခွန်ဝန်ဆောင်မှု10ပညာပေးကစားစရာများစရင်ချပြရမယ်ဆိုရင်တော့အများကြီးပါပဲတချို့အသက်ဖွင့်တဲ့ကိုယ့်ရဲ့ရောင်းဝယ်ကုမ္ပဏီတွေဆိုရင်အနည်းဆုံးတစ်လတစ်ချိန်စီအစားထိုးစီမံကိန်းရကွန်ပစ္စည်းအသစ်တွေကိုအစားထိုးဖြန့်ဖြူးလေးရှိကြတယ်ပညာပေးစီမံကိန်းဒီကိုယ့်ရဲ့ရောင်းဝယ်လုပ်ငန်းကိုကျွန်တော်ထောက်ခံရတဲ့နံပါတ်1အကြောင်းရင်းဟာအဲ့ဒီလုပ်ငန်းရဲ့ပညာပေးစနစ်ကြောင့်ဖြစ်ပါတယ်အဓိကရည်ရွယ်ချက်ကကွန်ပစ္စည်းရောင်းချရေးသက်မဟုတ်ပဲသင်တန်းပေးခြင်းနဲ့ပညာပေးခြင်းမှာရောင်းဝယ်ရေးသင်တန်းတွေဒါမှကဆွေးနွေးပွဲတွေရောင်းပြခန်းတွေလည်းလုပ်ပေးကြတယ်ဒီသင်တန်းတွေဆွေးနွေးပွဲတွေဟာကျွန်တော်တွေ့ဦးသမျှတွေမှာဘွားတသက်တာအကောင်းဆုံးစီးပွားရေးသင်တန်းလို့ပဲပြောချင်ပါတယ်ပညာပေးစီမံကိန်းကဘာလို့ရှာမလဲကျွန်တော်ဟာပညာရေးမိသားစုကဆင်းသက်လာသူဖြစ်တယ်ဆိုတာကိုကျွန်တော်ရေးတဲ့တခြားအစာအုပ်တွေမှာခပ်ဖိုးတဲ့လူတိုင်းသိပါတယ်ကျွန်တော်ဖေဟာဟာဝိုင်ပြည်နယ်ပညာရေးလောကကအကြီးအကဲတယောက်ပါအဲဒီလိုပညာရေးမိသားစုကဆင်းသက်လာပေမဲ့ကျွန်တော်ကတော့ကျွန်တော်တို့ရဲ့ရွေးရအစဉ်လာပညာရေးစနစ်ကိုလုံးဝမကြိုက်ပါဘူးကျွန်တော်ဘွဲရပြီးတဲ့နောက်အမေရိကန်ကန်တက်တပ်ဖွဲ့ကိုဝင်တဲ့ဖလော်ရီဒါပြည်နယ်ပင်ဆာဂိုလာမြို့မှာရေတက်လေမောင်းတင်တန်းတက်ရတယ်။ဗီယက်နမ်စစ်အချိန်မိနေချိန်ဖြစ်လို့လေဒီရဲတွေအရေးပေါ်အများကြီးလိုအပ်နေတယ်။တင်တန်းသားလေဒီရဲတယောက်ဖြစ်နေတင်တန်းတက်ရတာဟာအလွန်ပဲစစ်လို့ရှာရတယ်။တင်တန်းတက်နေတော့နားကြီးလောက်အောင်ခဏခဏကြားတဲ့စကားလုံးကတော့ပိုးတွန်းလုံးမှာလိပ်ပြဘွားတို့ဆိုတဲ့စကားပဲ။မှန်လဲမှန်ပါတယ်။တင်တန်းသားတွေတကယ်လဲအဲ့လိုဖြစ်အောင်လေ့ကျင့်နေကြတာပဲ။ကျွန်တော်ဟာလေဒီရဲတင်တန်းတက်တော့စစ်တင်တန်း၄နှစ်ပြီးဆုံးလို့ပြန်နှန်းဝင်အရာရှိဖြစ်နေပြီ။ဒါပေမဲ့တခြားတင်တန်းသားအများစုကရဲဘက်ကောလိပ်ကျောင်းတွေကလောလောလတ်ဆင်းလာကစားဖြစ်လို့တကယ်လဲပိုးတွန်းလုံးနဲ့အတူတူပါပဲအဲ့ဒီအချိန်ကဟစ်ပီလူဒန်းသားတွေတစခန်းထားတဲ့ကာလဖြစ်လို့သူတို့ရုပ်သွင်းတဲ့အဝတ်စားတွေကအထူးဆန်းဖြစ်နေကြတယ်သူတို့အဖို့တော့ဒီတင်တန်းကတကယ်ကိုဘွားပြောင်းပညာပေးတင်တန်းပဲဒီတင်တန်းကလက်မပြေးပဲကြမ်းကြမ်းခံနိုင်ရင်သူတို့တွေကနောက်2နှစ်3နှစ်အတွင်းမှာပိုးတွန်းလုံးဘွားကလိပ်ပြဘွားကိုပြောင်းလာကြလိမ့်မယ်ဘွားမှာကြမ်းတမ်းဆုံးနဲ့အခက်အခဲဆုံးပြန်သွင်းမှုကိုကျွမ်းကျင်တဲ့လီဒီယေတွေဖြစ်လာကြလိမ့်မယ်တွန်ခရုပါဝင်နဲ့တောက်ကန်ဆိုတဲ့ရုပ်ရှင်ကားကိုတချို့ကြည့်ဦးကြမှာပါအဲ့ဒီကားမှာအမေရိကန်လေတပ်လေယာဉ်မောင်းတင်တဲ့ကြောင်ကပိုးတုံးလုံးတွေကိုလိပ်ပြဘွားတို့ပြောင်းပေးလိုက်တဲ့ပုံကိုအကောင်းဆုံးဖော်ကျူးထားတဲ့ကားပဲပေါ့
ကျွန်တော်လည်း BNN စစ်မျက်နှာသို့မထွက်ရခင်လေးမှာအဲ့ Top Gun တင်တန်းကျောင်းရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေဂိုမြို့မှာနေခဲ့ရသေးတယ်။အမှန်ကိုပြောရရင်ကျွန်တော်အရေးချင်းကဒီလောက်ဂုဏ်သိက္ခာကြီးမားတဲ့ကျောင်းနဲ့မထိုက်တန်လှပါဘူး။ဒါပေမဲ့ရုပ်ရှင်ကားတွေကလူငယ်လေးတွေရဲ့အားမှန်နဲ့ကိုယုံကြည်မှုကိုမြင်ရလို့ကျွန်တော်တို့တွေ BNN စစ်မြေပြင်ကိုထွက်ဖို့တကယ်ဖြစ်နေကြတယ်။ကျွန်တော်တို့ဟာဆုတ်တိဆုတ်ပွားလူငယ်တွေဘွားကနေပြီးတော့လူတိုင်းမလုပ်နိုင်တဲ့အခက်အခဲဆုံးလုပ်ဖို့စိတ်အားကိုယ်အားအပြည့်နဲ့အဆင်သင့်ဖြစ်နေကြတယ်။အဲ့ဒီမှာကျွန်တော်နဲ့တကွဘွားတူတင်တန်းသားပိုင်းတော်တွေရဲ့စိတ်ရောကိုယ်ပါပြောင်းလဲဆောင်မှုကိုကျွန်တော်လေ့လာတွေ့ရှိရတယ်။အဲ့ဒါဟာကျွန်တော်ပြောချင်တဲ့ဘွားပြောင်းပညာပေးပါပဲကျွန်တော်လေရင်မောင်းတင်တန်းကျောင်းကဆင်းပြီးချက်ချင်း BNN ကိုထွက်လာခဲ့ရတယ်။အဲ့ဒီအချိန်မှာကျွန်တော်ဘွားဟာလုံးဝပြောင်းလဲသွားခဲ့တယ်။တင်တန်းတက်ခါစားလူနဲ့လုံးဝမတူတော့လေရင်မောင်းတင်တန်းတက်ပြီး BNN စစ်ပွဲမှာတာဝန်ထမ်းဆောင်ပြီးလို့နှစ်ပေါင်းတော်တော်ကြာတဲ့အခါကျွန်တော်မိတ်ဆွေလေးစီရဲ့အများစုကစီးပွားရေးလောကတွေကိုဝင်ရောက်လာပြီးမီလီယံတစ်ထည်ကြီးတွေဖြစ်လာကြတယ်ကျွန်တော်တို့အချင်းချင်းပြန်ဆုံတဲ့အခါမှာစစ်ကာလအတွေ့အကြုံတွေပြောရင်းနဲ့လေမောင်းတင်တဲ့ဟာကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းအောင်မြင်မှုအတွက်အများကြီးထောက်ပံ့ဖြစ်ခဲ့တာကိုမကြာခဏဝမ်းမြောက်ဝမ်းသာပြောခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်ကဘဝပြောင်းစီးပွားရေးလုပ်ငန်းပညာပေးလို့ပြောတာဟာပိုတုံးလုံးကိုလေးပြဘဝတို့ပြောင်းစီတဲ့အစွမ်းထက်တဲ့ပညာရေးလို့ပြောလို့တာပါအဲ့ဒါကိုပညာရေးစကားနဲ့အသွင်ပြောင်းခြင်းဒါမှမဟုတ်ပင်ကိုတဘာဝပြောင်းခြင်းလို့ခေါ်ပါတယ်ကိုယ့်ရဲ့ရောင်းဝယ်ရေးလုပ်ငန်းကုမ္ပဏီတစ်ခုရဲ့ပညာပေးစီမံကိန်းကိုလေ့လာကြည့်ရင်လူတစ်ယောက်ကိုအရင်ချင်းနေအရင်ဘဝနဲ့တခြားစီဖြစ်အောင်အများကြီးပြောင်းလဲနိုင်တဲ့စီမံကိန်းဆိုတာတွေ့ရပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တခုတော့တတိပြပြရစီစီးပွားရေးလောကဟာလည်းလေမောင်းတင်တန်းကြောင်းလိုပဲခက်ခဲကိုလူတိုင်းကြော်လာနိုင်မှုမလွယ်ပါဘူးအစစ်မှန်ဘဝဟာစီးပွားရေးလုပ်ငန်းတင်ကြောင်းလေမောင်းတင်တန်းကြောင်းကအကောင်းဆုံးချက်တစ်ခုက BNN စစ်ပွဲပြန်လေဒီရဲတွေကိုယ်တိုင်ကျွန်တော်တို့ကိုတင်တန်းပေးခြင်းပဲသူတို့ကကျွန်တော်တို့တင်ပြတဲ့အခါတကယ်ဘဝကရတဲ့အတွေ့အကြုံတွေကိုတင်ပြတယ်ကျွန်တော်အချင်းတို့တက်ခဲ့တဲ့စင်လာစီးပွားရေးလုပ်ငန်းတင်ကြောင်းတွေမှာတွေ့ရတဲ့ပြဿနာတစ်ခုကတင်တန်းဆရာအများစုဟာလက်တွေ့စီးပွားရေးလုပ်ငန်းအတွေ့အကြုံလုံးဝမရှိကြဘူးလက်တွေ့ဘဝအတွေ့အကြုံရှိတဲ့ဆရာတွေကြားပြန်တော့တယ်ကုမ္ပဏီပိုင်ရှင်တွေကုမ္ပဏီတည်ထောင်သူတွေမဟုတ်ကြဘူးကုမ္ပဏီအမှုရန်တွေဖြစ်နေကြတယ်အများအားဖြင့်အလဲလက်တန်းစားမန်နေဂျာတွေပဲဖြစ်နေကြတယ်။ MBA ပွဲအတွက်ဟာဝိုင်ကယူကစီးပွားရေးလုပ်ငန်းတင်ကြောင်းကိုကျွန်တော်တက်တော့တင်ရတဲ့စီမံခန့်ခွဲမှုသဘောတရားတွေဘောကဗေဒသဘောတရားတွေကို corporation ကြီးတွေမှာလောက်ကန်ကြီးတယ်အလဲလက်တန်းစားမန်နေဂျာတွေကပဲတင်ပေးနေတာတွေ့ရတယ်။တင်တန်းဆရာတယောက်ဟာလက်တွေ့စီးပွားရေးလုပ်ငန်းအတွေ့အကြုံမရှိရင်လည်းအဲ့ဒီဆရာဟာယူကစာတင်ကြောင်းစနစ်အစွဲလမ်းမပြုတ်သေးတာကိုတွေ့ရတယ်။ဒီနည်းအားဖြင့်အဲ့ဒီလိုဆရာတွေဟာထုံးစံအတိုင်းအသက်9နှစ်မှာယူကတင်ကြောင်းကိုမူကြိုအတိုင်းဝင်ရောက်ပြီးယူရအတိုင်းဘွဲရလာသူတွေဖြစ်တယ်။အဲ့ဒီလိုယူကစာတင်ကြောင်းစနစ်နဲ့ဘွဲရလာတဲ့လူတွေကတကယ်လက်တွေ့လောကအကြောင်းကျောင်းသားတွေကိုသင်ပြနေတာဟာရည်ရည်ကြီးဖြစ်မနေဘူးလားMBA ပွဲအတွက်ကျွန်တော်စီးပွားရေးကျောင်းတက်တော့လာကစားလုပ်ချင်လို့မဟုတ်ဘူးစုံတီရှင်လုပ်ငန်းရှင်ဖြစ်ချင်လို့တက်တာလေလက်တန်းသားမန်နေဂျာတွေနဲ့တင်တန်းဆရာတွေအများစုဟာစီးပွားရေးလုပ်ငန်းကိုလက်ဖွားချီဘွားအခြေအနေကနေပြီးတော့ဘယ်လိုစတင်ရမယ်ဆိုတာကိုမသိကြဘူးစုံတီရှင်လုပ်ငန်းရှင်တွေမဟုတ်ကြဘူးအများစုကအမှုရန်တွေဖြစ်ကြတယ်လမ်းပေါ်ကစီးပွားရေးလောကမှာသက်ရှင်ရည်တည်နိုင်အောင်ဘယ်လိုကျွမ်းကျင်မှုတွေလိုအပ်တယ်ဆိုတာကိုအများစုကမသိကြဘူးအကြောင်းကတော့သူတို့ဟာလက်တွေ့လမ်းပေါ်ကစီးပွားရေးလောကတွေကိုလုံးဝမရဘူးလို့ပဲအများစုဟာစင်စနန်းတော့ကျောင်းတွေကနေပြီးတော့ထွက်လာပြီးစင်စနန်းတော့စီးပွားရေးလောကတွေဝင်ရောက်လာကြတယ်အများစုကလာကကောင်းကောင်းရပြီးလုံခြုံတည်မြဲတဲ့အလုပ်ရဖို့ကိုပဲအဓိကထားကြတယ်။တနည်းပြောရရင်အများစုမှာကြီးကျယ်တဲ့စီးပွားရေးလုပ်ငန်းသဘောတရားတွေရှိပေမဲ့ကြီးကျယ်တဲ့စီးပွားရေးလုပ်ငန်းကျွမ်းကျင်မှုတွေရှိတာကအနည်းစုပဲ။စီးပွားရေးသမားတစ်ယောက်မှာကြီးကျယ်တဲ့စီးပွားရေးလုပ်ငန်းကျွမ်းကျင်မှုရှိမှသာလေလက်ဖွားရှိပွားရှိနေကနေပြီးတကယ်စီးပွားရေးလောကမှာထိပ်တန်းကိုတက်လှမ်းနိုင်တယ်။အခုအများစုဖြစ်နေတာကပုံမှန်လာတာကိုပဲအားကိုးနေရတယ်။လာစာမမှန်မရရင်ဘွားပြက်ပြီကျွန်တော်ဟာစီးပွားရေးလုပ်ငန်းတင်ကြောင်းကို6လတက်ပြီးနောက်ပြန်လာခဲ့တယ်။ MBA ပွဲမရခဲ့ဘူးပွဲရပြီးတဲ့နောက် US စီးပွားရေးလုပ်ငန်းတင်ကြောင်းကိုပြန်တက်ရမယ်ဆိုရင်ကျွန်တော်ဖို့တော့ပိုတုံးလုံးကြောင်းကိုပြန်တက်ရတယ်အတူတူပဲလေစီရဲ့တင်တန်းကြောင်းတက်ပြီးတဲ့နောက်ကျွန်တော်ကိုလေးပြဖြစ်အောင်တင်ပေးတဲ့စီးပွားရေးလုပ်ငန်းတင်ကြောင်းမျိုးကိုပဲကျွန်တော်တက်ချင်တယ်ဒါကြောင့်1984ခုနှစ်မှာကျွန်တော်ကန်တက်တစ်ဖွဲ့ကနှုတ်ထွက်ပြီးကျွန်တော်ရဲ့တတိပပစီကိုလာခဲ့တယ်သူကကျွန်တော်လိုချင်တဲ့စီးပွားရေးလုပ်ငန်းပညာကိုတင်ပေးတယ်တတိပပရဲ့စီးပွားရေးလုပ်ငန်းတင်ကြောင်းကလူတစ်ယောက်ကိုတတိဖြစ်အောင်လုပ်ပေးနိုင်တဲ့ကျွမ်းကျင်မှုတွေကိုအဓိကဥတီချက်ထားတယ်စီးပွားရေးလုပ်ငန်းတစ်ခုထူထောင်လုပ်ကိုင်နေတဲ့သဘောတရားတွေကိုအဓိကမထားဘူးတတိပမကြာခဏပြောရရှိတဲ့စကားတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့သဘောတရားကမင်းကိုတတိဖြစ်အောင်လုပ်မပေးနိုင်ဘူးကျွမ်းကျင်မှုကသာတတိဖြစ်အောင်လုပ်ပေးနိုင်တာတဲ့ကျောင်းထွက်လူတော်တွေစီးပွားရေးလုပ်ငန်းတင်ကြောင်းကဘွဲမရခင်ထွက်လာခဲ့ရလို့ကျွန်တော်ဝမ်းနည်းမိပါသလားဟုတ်ကဲ့အမှန်တိုင်းမှုခံရရင်တော့အခါတလေတော့တွေးပြီးဝမ်းနေမိပါတယ်ဒါပေမဲ့အဲ့လိုလူတွေကကျွန်တော်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်မှာကျောင်းထွက်လူတော်အဖော်ကြီးအများကြီးရှိပါတယ်တခြားလူတွေမဟုတ်ပါဘူးဒီနေ့ခေတ်မှာကဘာကျော်လုပ်ငန်းရှင်ကြီးဖြစ်တဲ့ Bill Gates, Michael Dell, Steve Jobs နဲ့တက်တန်နာတို့ဖြစ်တယ်ပြီးတော့အစောပိုင်းကဆိုရင် Thomas Edison တို့ Henry Ford တို့လည်းကျောင်းထွက်တွေပဲအဲ့ဒီဆုံးတီထွင်လုပ်ငန်းရှင်ကြီးအားလုံးဟာလက်တွေ့စီးပွားရေးလုပ်ငန်းအတွေ့အကြုံရရှိလာကြသူတွေလည်းဖြစ်တယ်ဒီပုဂ္ဂိုလ်ကြီးတွေဟာစီးပွားရေးလုပ်ငန်းလောကကိုပြောင်းလဲစေခဲ့ကြတဲ့အေယာမလေးပြကြီးတွေပဲဒါပေမဲ့ကျွန်တော်ကိုအထင်မလဲပါနဲ့ကျွန်တော်တက်ခဲ့တဲ့စီးပွားရေးတင်တန်းကြောင်းကတင်ပြတဲ့ပညာရေးတွေဟာစီးပွားရေးလုပ်ငန်းလုပ်ချင်သူတွေအတွက်အများကြီးတန်ဖိုးရှိပါတယ်ဒါပေမဲ့ကျွန်တော်ဖြစ်ချင်တဲ့စုံဦးတီထွင်လုပ်ငန်းရှင်ဖြစ်နိုင်တဲ့လမ်းပေါ်ကကျွမ်းကျင်မှုတွေကို
အဲ့ဒီအကြောင်းကတင်မပေးဘူးလာကစားမှုတန်းဖြစ်ဖို့ပညာတွေကိုပဲတင်ပေးတယ်ကျွန်တော်အဲ့ဒီအကြောင်းကထွက်လာပြီးမကြခင်မှာပထမဆုံးနိုင်လွန်ဘက်ခွာပတ်ဆိုင်ရေးလုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့တယ်။ကမ္ဘာတုံးမှာအယောင်ကိုယ်စားလှယ်900ကျော်ရှိရဲ့အသက်30မှာကျွန်တော်တကြက်တထေးဖြစ်လာပြီး2နှစ်အကြာမှာလုပ်ငန်းပြတ်သွားတယ်။လုပ်ငန်းပြတ်တာဟာပျော်စရာအတွေ့အကြုံတော့မဟုတ်ဒါပေမဲ့သင်ခန်းစာဒါမှမဟုတ်ပညာတော့အများကြီးရတယ်။ကျွန်တော်ဟာ3နှစ်တာကာလအတွင်းမှာစီးပွားရေးလုပ်ငန်းအကြောင်းကိုရောကျွန်တော်အကြောင်းကိုပါအများကြီးသိရှိခဲ့ရတယ်။ကမ္ဘာနဲ့ချီတဲ့စီးပွားရေးလုပ်ငန်းကိုထူထောင်ခြင်းနဲ့အဲ့ဒီလုပ်ငန်းဆုံးဖြတ်ခြင်းဟာစီးပွားရေးလုပ်ငန်းသဘောတရားပေါ်ခြေခံတဲ့ပညာရေးတစ်ရပ်မဟုတ်ဘူးကျွန်တော်ဖို့တော့အဲ့ဒီအတွေ့အကြုံဟာတမုံဖြစ်နိုင်တဲ့ပညာရေးပဲကျွန်တော်ကိုတတိပြအောင်လုပ်ပေးတဲ့ပညာပါပဲဒါပေမဲ့အဲ့ဒါထပ်ပို့ပြီးအရေးကြီးတာကျွန်တော်ကိုလူလက်မှုပေးခြင်းပဲ MBA ဘွဲလက်မှတ်ကြီးကင်ပြီးအလုပ်လိုက်ရှာနေရတဲ့ပိုးတွန်းလုံးဘွားကိုဖန်တီးပေးတဲ့ပညာရေးမျိုးကိုကျွန်တော်မလို့ခြင်းကျွန်တော်လုပ်ငန်းပြတ်သွားပြီးရနောက်တတိဖေဖေကပြောတယ်ဝေနဲ့အောင်မြင်မှုဟာမင်းကိုကွာမြင့်စေနိုင်တယ်မိုင်မဲစေနိုင်တယ်အခုဆင်းရဲသွားပြီးကိုယ့်ကိုနှိမ့်ချရတဲ့အချိန်မှာမင်းဟာပညာသင်တယောက်ပြန်ဖြစ်လာနိုင်တယ်ဒီစာအုပ်ကိုအခြားသူများကိုကူညီပေးလို့သူများအတွက်အဖေတထေးကြီးစီးပွားရေးလုပ်ငန်းတင်ကြောင်းလို့နာမည်ပေးရတဲ့အကြောင်းရင်းကကိုယ့်ရဲ့အယောင်းဝယ်လုပ်ငန်းများသူဟာအဲ့ဒီအတိုင်းဖြစ်နေတာကြောင့်ပဲဒီလုပ်ငန်းတွေဟာလာကစားဖြစ်ရေးပညာတွေထက်စုံတည်ရှင်လုပ်ငန်းရှင်ဖြစ်ရေးပညာတွေကိုတင်ပေးတဲ့စီးပွားရေးလုပ်ငန်းတင်ကြောင်းတွေပဲဖြစ်တယ်ကိုယ့်ရဲ့ရောင်းဝယ်ရေးလုပ်ငန်းတင်တဲ့နေဆိုတော့တကယ်စီးပွားရေးလောကကလုပ်ငန်းရှင်တွေခေါင်းဆောင်တွေကိုကျွန်တော်တွေ့ရတယ်သူတို့ဟာခြေပွားလက်ပွားကိုယ်ကနေတက်လာကြတဲ့သူတွေအများစုကတိတ်ပြီးတော်တဲ့ဆရာတွေသဘောတရားကိုမတင်ဘူးအတွေ့အကြုံကိုတင်တယ်အဲဒီဆရာတွေနဲ့ဟင်းနောဖလှယ်ပွဲတွေမှာဆွေးနွေးရတာကြောင့်လက်တွေ့စီးပွားရေးလောကမှာစင်တန်ရက်တည်နိုင်အောင်ဘာလို့ရမယ်ဆိုတာကိုသဘောပေါက်လာတယ်။သူတို့ကစီးပွားရေးလုပ်ငန်းကျွမ်းကျင်မှုထက်စိတ်ခံစားချက်နဲ့အတွေးအမြင်ကိုပိုပြီးဦးစားပေးတင်ပြတယ်။စီးပွားရေးလောကမှာကိုယ့်ကိုပိုးတွန်းလုံးဘွားကနေပြီးလေးပြဘွားပြောင်းကျင်သူတွေအတွက်တန်မိုးမဖြတ်နိုင်တဲ့နှီးနှောဖလှယ်ပွဲတွေဖြစ်တယ်။နှီးနှောဖလှယ်ပွဲဖြစ်ပြီးရဲ့နောက်နီးပြဆရာတွေနဲ့ကျွန်တော်မကြာခဏစကားပြောဖြစ်တယ်။သူတို့ဟာစီးပွားရေးလုပ်ငန်းကသာမကညီမျှတဲ့မှုတွေကပါပတ်စံတွေအများကြီးရနေကြတာကိုကျွန်တော်တအံ့တော်တွေ့ရတယ်။သူတို့ဟာ corporation ကြီးတွေမှာအမှုဆောင်ရာရှိချုပ်တွေထက်ရောရိုးရာအစင်လာစီးပွားရေးလုပ်ငန်းတင်ကြောင်းကဆရာတွေထပ်ပါအများကြီးပိုပြီးချမ်းသာကြတယ်။ဒါပေမဲ့အဲ့ဒီညီပြဆရာတွေမှာထူးခြားတာတခုတော့ရှိရဲ။သူတို့ဟာချမ်းသာပြီးကျောင်းဆရာမလုပ်ကြပေမဲ့ကျောင်းဆရာအလုပ်ကိုမြင်လို့ကြတယ်။သူတို့သိတာတက်တာတွေကိုတခြားသူတွေကိုတင်ပြခြင်းနဲ့စေတနာရှိကြတယ်။ဘာကြောင့်လဲဆိုတော့ရိုးရာစီးပွားရေးလုပ်ငန်းနဲ့ဆိုရဌာနကလာကစားမှုတန်းမွေးထုတ်ရေးပေါ်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကလူအများစုကိုတိုးတက်အောင်ကိုရင်ပေးတဲ့ခေါင်းဆောင်တွေပေါ်အခြေခံထားတဲ့အတွက်ကြောင့်ပဲကိုရင်လုပ်ငန်းကညီပြဆရာတွေကအလုပ်ခွင်မှာအစွမ်းမပြနိုင်ရင်မင်းအလုပ်ပြုတ်ပြီးသားမှတ်တော့လို့မပြောကြဘူးမင်းကြိုက်တဲ့လောက်လေးလာစီးဖို့ပါမင်းလေးလာစီးဖို့ခြင်းများငါတင်ပြပေးမယ်တို့တွေဟာတက်စုတစ်ပွဲသားကြီးပဲအဲ့ဒီတော့မင်းပိုလို့တော်တဲ့တော်အောင်ငါတင်ပေးမယ်ဆိုတဲ့စကားကိုပဲပြောကြတယ်ဒါဟာကျွန်တော်လိုချင်တဲ့ပညာရေးပဲဒါကြောင့်ကိုရင်လုပ်ငန်းနဲ့ဝင်ရင်ထိတ်တန်းပုဂ္ဂိုလ်တွေကိုရှာပါအဲ့ဒီနောက်ကိုသိကျင်တာတက်ချင်တာတွေကိုသူတို့စီကလေးလာစီးဖို့ပါကိုရင်လုပ်ငန်းကုမ္ပဏီတွေကတင်ပြပေးနေတဲ့ပိုပြီးရေးကြီးတဲ့လက်တွေ့စီးပွားရေးလုပ်ငန်းဘာသာရေးတချို့ကတော့1အောင်မြင်ရေးစိတ်ဓာတ်2ခေါင်းဆောင်မှုစွမ်းရည်3ဆက်သွယ်ရေးစွမ်းရည်4လူထုဆက်ဆံရေးစွမ်းရည်5ကြောက်စိတ်တန်တရားစိတ်နဲ့ကိုယ့်ကိုမြုံကြည်စိတ်ကိုအောင်နိုင်ရေး6ရင်းပယ်ခံရမှကြောက်တဲ့စိတ်ကိုအောင်နိုင်ရေး9ငွေကြေးစီမံခန့်ခွဲမှုစွမ်းရည်10ရင်းနှီးမြှုပ်နှံမှုစွမ်းရည်9တာဝန်ခံနိုင်မှုစွမ်းရည်10အချိန်စီမံခန့်ခွဲမှုစွမ်းရည်11ပန်းနိုင်တတ်မှတ်ခြင်း12အောင်မြင်ရေးအတွက်ဝေစားစီရင်မှုကိုရင်လုပ်ငန်းမှာကျွန်တော်တွေ့ရတဲ့အောင်မြင်နေသူတွေကအဲ့ဒီချင်းတွေအဲ့ပညာတွေကိုကိုရင်လုပ်ငန်းတင်တန်းကရရှိခဲ့ကြတာဖြစ်တယ်။ကိုရင်လုပ်ငန်းမှာထိပ်တန်းရောက်နေသူတွေရောပတ်စံအများကြီးချမ်းသာနေသူတွေပါအဲ့ဒီတင်တန်းဟာတသက်တာတန်ဖိုးရှိတဲ့တင်တန်းပဲ။ကောင်းမွန်တဲ့ပညာပေးစနစ်ဟာထာဝရပုံမကောင်းမွန်တိုးတက်တဲ့ဘဝကိုဖန်တီးပေးနိုင်တယ်။ဘဝပြောင်းပညာရေးအောက်ပါပုံစံဟာဘဝပြောင်းပညာရေးကိုအတိတ်ပဲဖွင့်ဆိုဖို့အတွက်ကျွန်တော်ထွင်ထားတဲ့ပုံစံပဲ။အဲ့ဒါဟာထိကန်တူးကြုံပုံစံဒါမှမဟုတ်ဒေးမျက်နှာတို့ပုံစံ TV ပရိမစ်ပုံစံလို့လည်းခေါ်တယ်ပရိမစ်ပုံစံတင်ချိုင်းကူတွေဟာအေဂျင့်နိုင်ငံမှာရာစုနှစ်ပေါင်းများစွာကပဲသိရှိခဲ့တယ်တနည်းအားဖြင့်တွေးကန်တူးကျွန်းပရိမစ်ပုံတွေဟာအလွန်ခိုင်မာတည်မြဲတဲ့ပုံသဏ္ဍာန်ဖြစ်တယ်လောကနိယာမဟာ၄ခုဩဃတာလောကဟာ၄ခုဒီနေရာမှာ၄ဘက်တွင်းလက်ပတ်လှူရှားနေတယ်လို့ရှေးပညာရှိတွေကယုံကြည်ကြတယ်ဒါကြောင့်မို့ຫນွေမိုးဆောင်ຫນွေဥပေါဆိုပြီး၄ရသည်ရှိနေတာနက္ခပညာမှာဆိုရင်လည်းလေမြေရေမီးဆိုတဲ့အခြေခံသင်္ကေတလေးမျိုးရှိတယ်ကျွန်တော်ကပွားပြောင်းပညာရေးလို့ပြောတော့လေနံပါတ်၄ထဲမှာကြောင်းလဲနေရကိုတွေ့ရပြန်တယ်တနည်းပြောရရင်စစ်မှန်တဲ့ဘွားပြောင်းပညာရေးထိရောက်ဖို့အတွက်တင်ရေးပရိမစ်ရဲ့အချက်၄ချက်စလုံးအကျိုးသက်ရောက်ဖို့လိုတယ်အဲ့ဒီအချက်၄ချက်က1ထိပ်ပိုင်းပညာရေး2ခံစားမှုပညာရေး3ရုပ်ပိုင်းပညာရေး4နာမ်ပိုင်းပညာရေးတို့ပဲဖြစ်တယ်1စိတ်ပိုင်းပညာရေးရိုးရအစင်လာပညာရေးဟာစိတ်ပိုင်းပညာရေးပေါ်အခြေခံတဲ့ဖတ်အရေးအတွက်သင်ပေးတယ်အားလုံးအလွန်ရေးပါတဲ့ကျွမ်းကျင်မှုတွေပဲဒါကိုမြင်သိကျွမ်းကျင်မှုလို့လည်းခေါ်တယ်ရိုးရပညာရေးကိုကျွန်တော်မကြိုက်တဲ့ချက်ကရုပ်ပိုင်းနာမ်ပိုင်းနဲ့ခံစားမှုပိုင်း
ပညာရေးတို့ပေါ်ပဲတရားမှုအချက်ဖြစ်တယ်ခံစားမှုပညာရေးရိုးရာပညာရေးနဲ့ပတ်သက်ပြီးကျွန်တော်မကျင့်တဲ့အချက်တစ်ချက်ကကြောက်စိတ်ခံစားမှုကိုဖြစ်ပေါ်စေတဲ့အချက်ပဲအတိအကျပြောရရင်အမှားလုံးမိမှာကိုကြာရှုံးမှာကိုကြောက်တဲ့စိတ်ကိုဖြစ်ပေါ်စေလို့ပဲတင်ယူလူကိုတင်ယူခြင်းဟာအားပေးအားမြောက်မပြုပဲမင်းအမှတ်ကောင်းကောင်းနဲ့မအောင်ရင်လာကကောင်းတဲ့အလုံးမရမှာမဟုတ်ဘူးဆိုပြီးတော့ဆရာကဖိထောင်တယ်ကျွန်တော်ကျောင်းမှာတော့အမှားလုံးမိတဲ့အတွက်အပြည့်ပေးခံရတယ်ဒါကြောင့်ကျွန်တော်ဟာအမှားလုံးမိမှာကိုကြောက်တဲ့စိတ်ခံစားမှုကိုဖြစ်ပေါ်လာတယ်။ဒီဘဝကိုကြည့်ရင်အမှားတွေအများဆုံးပြုတ်ခဲ့ပြီးအမှားတွေကသင်ခန်းစာယူတဲ့ပုံကိုယ်တွေထိတ်တန့်ရောက်နေတာအများကြီးပဲ။ကျွန်တော်ရဲ့ဆင်းရဲဖေဖေကျောင်းဆရာကအမှားလုံးမိတာကိုအပြစ်လို့ယူဆတယ်။တတိဖေဖေကတော့အမှားလုံးမိတာကသင်ခန်းစာယူဖို့ပဲစပိန်စီးတင်ရင်လဲကြတယ်ပြန်စီးတယ်လဲကြပြန်တယ်ပြန်စီးပြန်တယ်ဒီလိုနဲ့စီးတက်သွားတယ်။တကယ်တော့အမှားလုံးမိတာကအပြစ်မဟုတ်ဘူး။အမှားလုံးမိပြီးသင်ခန်းစာမယူတတ်တာကသာအပြစ်လူအများစုဟာအမှားလုံးပြီးနောက်လိန်ပြောကြတယ်အဲ့ဒါဘာကြောင့်လဲအမှားလုံးမိတာကိုခံရမှာကိုကြောက်လို့ပဲဒါကြောင့်သူတို့ဖို့တက်တီဖို့နဲ့တိုးတက်ဖို့အခွင့်အလမ်းတွေဆုံးရှုံးကုန်နဲ့အမှားလုံးမိပြီးနောက်ကို့အမားကိုသူများအပေါ်ပုံမချပဲအတိတ်ပဲမရှိတဲ့စင်ကြီးမပေးပဲဝန်ခံခြင်းဟာကိုယ့်အတွက်ပညာတိုးဖို့ပဲအမှားပြုလုပ်ပြီးနောက်ဝန်မခံခြင်းဒါမှမဟုတ်ကို့အမားကိုသူများအမှားပြုလုပ်ခြင်းသာအပြစ်ပဲလို့ပြောတယ်မကြခင်မှာအမေရိကန်သမ္မတတယောက်အိမ်ဘီရိုမှာစင်ပွားလိမ်မှုကိစ္စပေါ်ခဲ့တယ်ကျွန်တော်အမြင်ပြောရရင်လိမ်မှုကိစ္စတဲ့လက်ပူးလက်ချက်မိရတာနဲ့ဝင်မခံမဲလိန်ပြောတာကပိုဆိုးတယ်လိန်ပြောတာဟာညံဖြစ်နေစရိုက်လက္ခဏာဖြစ်ုံကအမှားတွေကသင်ခန်းစာယူဖို့အခွင့်အလမ်းကိုပါဆုံးရှုံးစေတယ်အစင်လာစီးပွားရေးလောကမှာအမှားပြုလုပ်ခြင်းကိုအဲ့ဒီအတိုင်းသဘောထားကြတယ်အမှားလုံးမိရင်ပညာပေးခံရမယ်အလုပ်ဖြုတ်ခံရမယ်ဒါပေမဲ့ကိုယ့်ရဲ့ရောင်းဝယ်လုပ်ငန်းမှာအမှားလုံးမိရင်ဝန်ခံခိုင်းတယ်ပြန်ပြင်ခိုင်းတယ်စိတ်တဲ့ရေးဟာရင်းချက်လာအောင်အားပေးစကားပြောတယ်ကျွန်တော်အယောင်လုပ်ငန်းလိလာနေတော့ရောင်းရရောတဲ့အယောင်သမားကိုလှုပ်ဖြုတ်ပြီးတယ်ကျွန်တော်တို့ဟာတင်ယူစီးပူးရေးဘဝမှာမရှိပဲဆုံးရှုံးမှာကိုတေးကြောက်နေရတဲ့ဘဝကိုရောက်နေကြတယ်ဒါကြောင့်မို့ corporation စီးပွားရေးလောကမှာလူများဟာပိုတုံးလုံးဖြစ်နေကြရတယ်ဆုံးရှုံးမှာကိုကြောက်တဲ့စိတ်နဲ့ corporation ဥပဒေနဲ့ပိတ်မိနေတဲ့လူတယောက်ဟာဘယ်လိုလုပ်ပြီးပြန်တန်းနိုင်မှာလဲကိုယ့်ရဲ့ရောင်းဝယ်လုပ်ငန်းမှာခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်ဟာမတော်သူတွေကိုတော်အောင်လုပ်ပေးဖို့ဖြစ်တယ်လှုပ်ဖြုတ်ပြဖို့မဟုတ်ဘူးလူတယောက်ကိုစပိန်မစီတက်လို့အပြစ်ပေးရင်လဲကြလို့အမှတ်မပေးရင်အဲ့ဒီလူဘယ်တော့မှစပိန်စီတက်တော့မှာမဟုတ်ပြောရရင်ကျွန်တော်ဟာတခြားလူတွေထက်တော်လွန်းလို့စီးပွားရေးမှာအောင်မြင်တာမဟုတ်ဘူးတခြားလူတွေထက်ချော်လွန်းလို့အောင်မြင်တာကျွန်တော်အမှားတွေအများကြီးလုပ်ခဲ့ပြီလို့ရှေ့တန်းရောက်လာတာကိုယ့်ရဲ့လုပ်ငန်းမှာလူတယောက်ကိုအမှားလုပ်ခွင့်ပေးတယ်ပြီးတော့ပြုပြင်ပေးတယ်အမှားတွေကသင်ခန်းစာယူပြီးတိုးတက်အောင်လုပ်ပေးတယ်ကျွန်တော်ဖို့တော့အဲ့ဒါဟာဘဝပြောင်းပညာရေးပဲကြောက်စိတ်ကိုမောင်းထုတ်လိုက်ရင်ကောင်းကောင်းပြန်တန်းနိုင်ပြီသားမှတ်ပြီးတော့အမှားလုံးမိပြီးဆုံးရှုံးမှကြောက်နေသူကိုကိုယ့်ရဲ့ရောင်းဝယ်ရေးလုပ်ငန်းဟာအသိရောဆုံးပညာရေးအစီအစဉ်ပဲကိုယ့်ရဲ့လုပ်ငန်းတင်တန်းကြောင်းကိုယ့်ကိုယုံကြည်မှုပြေဝလာတာကိုကျွန်တော်ကိုယ်တိုင်တွေ့မြင်ခဲ့ရတယ်ကိုယ့်ကိုယုံကြည်မှုရှိလာရင်ဘဝလည်းအမြဲတမ်းပြောင်းလဲလာမှာပဲရုပ်ပိုင်းပညာရေးရှင်းရှင်းပြောရရင်အမှားလုံးမိမှကြောက်တဲ့သူကပညာသိမရကြဘူးဘာကြောင့်လဲဆိုသူတို့ကဘာမှမြဲမြဲဆဆမလုပ်ဘူးကြလို့ပဲလေးလာစီးပူးခြင်းဟာစိတ်ပိုင်းရုပ်ပိုင်းနှစ်ခုလုံးနဲ့သက်ဆိုင်နေတန်းနစ်ကစားတာတင်တာဟာရုပ်ပိုင်းနဲ့ဆိုင်တယ်လို့စာပတ်ခြင်းနဲ့စာရေးခြင်းကလည်းရုပ်ပိုင်းနဲ့ဆိုင်နေဒုတိယကိုအကိမန်အားလုံးသိရမယ်လုံးဝမမှားရဘူးလို့ပြောလိုက်တဲ့ပြန်နဲ့အဲ့လူရဲ့ပညာတတ်သိရေးအခွင့်အလမ်းဟာပိတ်ဆို့သွားပြီအဖြစ်အားလုံးကိုသိပြီးမှားမှကိုတောက်နေတဲ့လူတရားဟာဘယ်လိုလုပ်ပြီးတိုးတက်မှုရှိရမှာလဲကျွန်တော်လေ့လာခဲ့ရတဲ့ကိုယ်ရဲ့လုပ်ငန်းကုမ္ပဏီတွေအားလုံးပိုင်းတင်ယူစီးပူးရေးကိုရောစိတ်ပိုင်းတင်ယူစီးပူးရေးကိုပါအလေးထားအားပေးကြတယ်သူတို့ကလက်တွေ့လောက်ခိုင်းတယ်အမှားလောက်ခိုင်းတယ်အမှားတွေကသင်ခန်းစာယူစေတယ်ဒီနည်းနဲ့လူတရားဟာစိတ်ပိုင်းခံစားမှုပိုင်းနဲ့ရုပ်ပိုင်းတွေတိုးတက်မှုရှိလာစေတယ်အစင်လာပညာရေးကအချက်လက်တွေကိုသင်ပေးတယ်အမှားလုံးမိမှာကိုကြောက်တဲ့စိတ်ဖြစ်ပေါ်စေတယ်ကြောက်စိတ်ဝင်လာတော့ရုပ်ပိုင်းဆိုင်ရာကတိုးတက်မှုမရှိတော့ဘူးကြောက်တဲ့စိတ်ဝင်နေစိတ်ပိုင်းရုပ်ပိုင်းခံစားမှုပိုင်းတွေလာမှာကဝေးကြီးပိုင်းမှာလည်းကြက်ခိုင်မှုမရှိနိုင်တော့ဘူးကျွန်တော်စောစောကပြောသလိုကျွန်တော်ဟာပညာတော်လို့ပတ်စံချမ်းသာတာမဟုတ်ဘူးအမားကြီးလုပ်ခဲ့ပြီလို့အမားတွေကသင်ခန်းစာယူခဲ့လို့ချမ်းသာလာတာအသက်တီထွင်လောက်ကင်ဖို့စိတ်မဝင်စားတဲ့လူအမားလုံးမိမှာကြောက်တဲ့လူအမားတွေကသင်ခန်းစာမြူတဲ့လူအဲ့ဒီလူရဲ့အနာဂတ်ဟာဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးအကောင်းဆုံးကိုယ့်ရဲ့လုပ်ငန်းကုမ္ပဏီဟာသူတို့လူတွေကိုအတည်ဆန်းတီထွင်ပြအောင်အမားလုံးမိရင်အမားတွေကသင်ခန်းစာယူတတ်အောင်အများကြီးအားပေးကြတယ်ဒါဟာတကယ်ဘဝတသက်တာပညာရေးပဲအမားလုံးမိမှာကြောက်ပေမဲ့ကိုယ့်ကိုဘဝပြောင်းဖို့လိုအပ်ကြောင်းကိုသိတဲ့လူတွေအတွက်ကောင်းမွန်တဲ့ကိုယ့်ရဲ့ရောင်းဝယ်ရေးလုပ်ငန်းဟာရည်ရှိဘဝတိုးတက်ရေးအတွက်အကောင်းဆုံးသင်တန်းဖြစ်တယ်။ကောင်းမွန်တဲ့ကိုယ့်ရဲ့လုပ်ငန်းကုမ္ပဏီတစ်ခုကမိတ်ဆွေကိုလက်တွဲခေါ်ပြီးကြောက်စိတ်ကင်းတဲ့ဘဝကိုပို့ဆောင်ပေးလိမ့်မယ်။ဒါပေမဲ့မိတ်ဆွေကလက်မတွဲကြည့်ရင်တော့သူတို့ကလည်းလက်တွဲခေါ်ဖို့ကြိုးစားမှာမဟုတ်ဘူး။လူတွေလုပ်နေတာကိုပြောင်းလဲခြင်းသူတို့ရဲ့အတွေးခေါ်ကိုအရင်ပြောင်းပါဆိုတဲ့စကားရှိတယ်။အများစုကတော့သူတရားကိုအတွေးခေါ်ပြောင်းစေခြင်းသူ့အလုပ်ကိုအရင်ပြောင်းပါဆိုတာကိုပဲဆွဲနေကြတယ်။ကိုယ့်ရဲ့လုပ်ငန်းကတော့အတွေးခေါ်ရောအလုပ်ကိုပါပြောင်းလဲရေးကိုအလေးထားအာရုံစိုက်တယ်။ယူရစနစ်ကအမှားလုံးမိသူကိုပြုပြင်ပေးဖို့တအမှားလုံးမိရဲ့အတွက်အပြစ်ပေးဖို့ကသာပို့ပြီးအလေးထားအာရုံစိုက်တယ်။နာမိုင်းပညာရေးဒီအကြောင်းပြောခဲ့ကျွန်တော်ခံစားချက်ကိုအရင်ပြောခြင်းနဲ့ဘာကြောင့်လဲဆိုတော့ဒီအကြောင်းရက်ကသိပြီးခံစားမှုရင်းလို့ပဲကျွန်တော်ကတီးသန့်အကြောင်းရှိတာကြောင့်ဘာသာရေးအစားနာမိုင်းဆိုင်ရာဆိုတဲ့စကားကိုပဲသုံးတယ်။ကိုယ့်ရဲ့လုပ်ငန်းမှာကောင်းတဲ့ကုမ္ပဏီ
မကောင်းတဲ့ကုမ္ပဏီရှိသလိုဘာသာရေးအဖွဲ့အစည်းတွေမှာလည်းကောင်းတဲ့အဖွဲ့အစည်းမကောင်းတဲ့အဖွဲ့အစည်းရှိတယ်လို့ကျွန်တော်ယူဆတယ်အတိအကျပြောရရင်လူတစ်ယောက်ကိုနာမ်ပိုင်းဆိုင်ရာဒုတိယစီရဲ့ဘာသာရေးအဖွဲ့အစည်းတွေကျွန်တော်တွေ့ဘူးတယ်အလားတူပဲလူတစ်ယောက်ကိုနာမ်ပိုင်းဆိုင်ရာဆုပ်ယုပ်စေတဲ့ဘာသာရေးအဖွဲ့အစည်းတွေကိုလည်းကျွန်တော်တွေ့ဘူးတယ်။ဒါကြောင့်မို့နာမ်ပိုင်းဆိုင်ရာပညာရေးလို့ကျွန်တော်ပြောရမှာဘာသာရေးဆိုင်ရာပညာရေးမပါဝင်ပါဘူး။နာမ်ပိုင်းဆိုင်ရာပညာရေးလို့ကျွန်တော်ပြောတဲ့အခါဂိုင်းကနဆွဲလန်းစိတ်တွေမပါဘဲပြောတာဖြစ်ပါတယ်။ဘာသာရေးနဲ့ပတ်သက်ရင်လွတ်လပ်စွာရေးချက်ခွင့်ပေးတဲ့ဘာသာရေးကိုပဲထောက်ခံတယ်။ဒီအကြောင်းရင်းနဲ့ပတ်သက်ပြီးစင်စင်ချင်းနဲ့ကျွန်တော်ပြောရတာဘာသာရေးနိုင်ငံရေးငွေကြီးနဲ့လင်ကြီးစာတွေကိုဘယ်တော့မှမဆွေးနွေးနဲ့လို့ငငယ်တုန်းကဆုံးမခံခဲ့ရတာကြောင့်ဖြစ်တယ်။ဒီဆိုကျွန်တော်လက်ခံပါတယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီအကြောင်းရင်းတွေကစိတ်ခံစားမှုကိုပောက်ကွဲစေနိုင်လို့ပဲကျွန်တော်ကလူတစ်ယောက်ရဲ့ခံစားမှုနဲ့ယုံကြည်မှုကိုမနှောက်ယှက်ခြင်းခံစားမှုနဲ့ယုံကြည်မှုရှိတာကိုပဲထောက်ခံနေတယ်အကန့်အသတ်ထက်ကျော်လွန်ရေးလူတစ်ယောက်ရဲ့နာမ်ပိုင်းဆိုင်ရာခံစားမှုကိုကျွန်တော်ပြောတဲ့အခါစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာအကန့်အသတ်တွေကိုကျော်လွန်ပြီးတွန်းအားပြီးစိတ်ဓာတ်ဆွမ်းအားကိုဆိုလိုတာပါအဲ့ဒီအကန့်အသတ်တွေဟာလူသားတွေရဲ့ဘဝအခြေအနေကိုဟော်ညွှန်းတတ်ပါတယ်ဗီယက်နမ်စစ်ပွဲတုန်းကဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့လူငယ်စစ်သားတွေကိုကျွန်တော်တွေ့ဘူးတယ်သူတို့ဟာတရားတော်မယ်ဆိုတာသိပေမဲ့ရှားသူတွေကိုအသက်ရှင်ရေးအတွက်ဆက်ပြီးတိုက်နေကြတော့မယ်တစ်ချိန်လုံးရန်သူနဲ့နေခဲ့ရတဲ့ကျောင်းနေဘက်တငယ်ချင်းတယောက်ဟာကျွန်တော်ဒီနေ့အသက်ရှင်နေတာဟာတည်သူတွေအတွက်ဆက်ပြီးတိုက်ပေးနေကြလို့ပဲတိုက်ပွဲအတွင်းနှစ်ကြိမ်တီးကျွန်တော်တယောက်တည်းမသိပဲကြံရတာကိုသက်ရှင်မှုအတွက်မိတ်ဆွေတွေကအသက်ပေးသွားကြတယ်ဆိုတာကိုသိရတော့ကိုဘွားလည်းပြောင်းလဲသွားတယ်ဆိုတာကိုပြောဘူးတယ်တိုက်ပွဲမဝင်ခင်ညတွေမှာကျွန်တော်ဟာလေရင်တင်တင်မောဥပိုင်းမှာထိုင်ရင်အောက်မှာစီးစင်းနေတဲ့လိုင်းတွေကိုကြည့်နေတတ်တယ်အဲ့လိုငြိမ်ငြိမ်လေးဓာကြီးထိုင်နေရင်ကျွန်တော်စိတ်ဟာတိတ်ပြီးငြိမ်ငြမ်းနေမိတယ်ဒါပေမဲ့မနေ့ကျတော့တိမ်မင်းနဲ့ရင်ဆိုင်ရမယ်ဆိုတာလေးကိုသိနေတယ်အဲ့လိုတယောက်တည်းငြိမ်ငြိမ်လေးထိုင်နေခဲ့တဲ့ညတညအတွင်းမှာနောက်တစ်နေ့သိမဲ့ရေးဟာလွယ်လေးပါဆိုတာကိုကျွန်တော်သဘောပေါက်ခဲ့တယ်တက်ရှင်နေထိုင်ခြင်းဟာတည်ဆုံးခြင်းနဲ့နီးမျိုးမျိုးနဲ့ပို့ပြီးခက်ခဲတယ်ဆိုတာကိုသဘောပေါက်ခဲ့မိတယ်အဲ့လိုနေခြင်းနဲ့တည်ခြင်းတို့ရဲ့ဖြစ်နိုင်ရည်တဘာဝကိုနားလည်ပြီးစိတ်ကြည်ငြိမ်သွားတဲ့အခါနောက်နေ့မှာဘယ်လိုနေထိုင်ရမယ်ဆိုတာကိုသိလာတယ်တနည်းပြောရရင်ငါဟာလေရင်ကိုတတိစိတ်နဲ့မောင်းရမှာလားကြောက်စိတ်နဲ့မောင်းရမှာလားဆိုတာကိုစဉ်းစားကြည့်အဲ့လိုတွေးကြည့်ပြီးသုံးပြချက်ချလိုက်တဲ့အခါမှာတော့နောက်နေ့ရင်ဆိုင်မှုဘလို့အခြေအနေပဲကြုံကြစမ်းကုန်ပြန်တဲ့တိုက်ခိုက်ဖို့ကျွန်တော်ရဲ့စိတ်ဆွမ်းအားကိုဆင့်ခွန်လိုက်ရတော့တယ်စစ်ပွဲဆိုတာကြောက်စရာဖြစ်ရကြီးပါစစ်ပွဲအတွင်းမှာလူတွေဟာစားလူတွေကိုကြောက်စရာဒုက္ခပေးတတ်ကြတယ်ဒါပေမဲ့ကျွန်တော်ဟာစစ်ပွဲအတွင်းမှာလူသားရဲ့အကောင်းဆုံးစိတ်စေတနာကိုမြင်တွေ့ခဲ့ရပါတယ်လူတွေရဲ့အကန့်အသတ်ထက်ကျော်လွန်တဲ့လူဆွမ်းအားကိုစစ်ပွဲအတွင်းမှာကျွန်တော်ရရှိခဲ့ပါတယ်အဲ့ဒီဆွမ်းအားကလူတိုင်းမှာရှိနိုင်ပါတယ်ဘိစစ်မှာလည်းရှိနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီဆွမ်းအားကိုသိဖို့အတွက်ဘိဆွေအနေနဲ့စစ်ပွဲကိုတားစီရမလို့ပါတနေ့မှာပြေးခုံပြေးတိုင်ပွဲတစ်ခုကိုကြည့်နေရင်လူငယ်တွေရဲ့အလားတူစိတ်ဓာတ်ကိုကျွန်တော်မြင်တွေ့ခံစားခဲ့ရပါတယ်ခြေထောက်မရှိတဲ့လူငယ်တွေအချို့ခြေထောက်တူးနဲ့လူငယ်တွေအားမန်အပြီးနဲ့ပြေးနေကြတာကိုမြင်ရတော့သူတို့စိတ်ဓာတ်ကကျွန်တော်စိတ်ဓာတ်ကိုလာပြီးရိုက်ခတ်တယ်ခြေထောက်တစ်ဖက်သာရှိတဲ့ main တရားဇွဲမှန်အပြီးနဲ့အားသွန်ပြေးနေတာကိုကြည့်ရပြီးကျွန်တော်မျက်ရည်တောင်လဲမိတယ်အတူတက်ထားတဲ့ခြေထောက်တစ်ဖက်ကြောင့်သူ့မျက်နှာပေါ်ကနာကျင်မှုအရေးလက္ခဏာပေါ်လွင်နေပေမဲ့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုဟာနံပိုင်းဆိုင်ရာဆွားကိုမရှင်းနိုင်ပါဘူးသူဟာတိုင်ပွဲကိုမအောင်နိုင်ခဲ့ဘူးဒါပေမဲ့ကျွန်တော်နှလုံးသားကိုတော့အောင်နိုင်ခဲ့တယ်ကျွန်တော်ရဲ့လူသားစိတ်ဓာတ်ကိုနှိုးဆွပြီးကျွန်တော်မေ့နေတာကိုတတိယစေခဲ့တယ်အဲ့ဒီအချိန်မှာဒီလူငယ်တွေဟာသူတို့အတွက်သာပြေးနေကြတာမဟုတ်ရင်ကျွန်တော်တို့အားလုံးအတွက်ပါပြေးနေကြတာပါလားဆိုတာကိုကျွန်တော်ဆင်ခြင်မိတယ်အဲ့ဒီလိုစိတ်ဓာတ်မျိုးကိုတခါတလေရုပ်ရှင်ကားတွေမှာတွေ့ရတယ်အရေးနှလုံးသား Brehat ဇာတ်ကားထဲမှာမင်းသားမယ်ဂီဆန်ဟာမလန်လီမလန်စာစကော့လက်သမားအုပ်စုကိုဦးဆောင်ပြီးသူတို့ရှိကအင်အားကြီးမားတဲ့ကြောက်စရာဘီးရှားစစ်တပ်ကြီးကိုအာမချီပဲသူတို့ကတို့ရဲ့ခန္ဓာကိုယ်သာတက်လို့ရမယ်တို့ရဲ့လွတ်လပ်ရေးကိုတော့တက်လို့မရဘူးဆိုပြီးတော့တန်ကုန်အောင်ပြောလိုက်တယ်အဲ့ဒီအချိန်မှာသူဟာသူ့ရဲ့လူသားစိတ်ဓာတ်ကိုပြောနေရဲ့သူ့စိတ်ဓာတ်ကတိမ်နှံမရှိလက်နက်မကောင်းလို့ကြောက်စိတ်ဝင်နေတဲ့သူ့လူတွေပေါ်လှမ်းမှုထားတယ်သူ့စိတ်ဓာတ်ကြောင့်သူ့လူတွေစိတ်ဓာတ်တက်ကြပြီးကမ္ဘာမှာအင်အားကြီးဆုံးစစ်တပ်ကိုအောင်ပွဲခံနိုင်ခဲ့တယ်ပွဲလုပ်ငန်းမှာအောင်မြင်တဲ့ခေါင်းဆောင်တွေကအဲ့ဒီလူသားစိတ်ဓာတ်အရေးသေးခွင့်ပြုအောင်လေ့ကျင့်လာကြတယ်ကြောက်စိတ်နဲ့တန်တရားစိတ်ကိုဖယ်ရှားပြီးလူသားအကန့်အသတ်တွေကိုကျော်လွန်နိုင်အောင်ကြိုးစားနေကြတယ်အဲ့ဒါဟာဘဝအပြောင်းပညာရေးရဲ့တကယ်ဆွမ်းအားကြီးပဲကျွန်တော်မှာပတ်သက်မရှိတဲ့အခါကျွန်တော်ကိုကျွန်တော်ယုံကြည်စိတ်ကင်းမဲ့နေတဲ့အခါကျွန်တော်အပြေရှာမရပဲလမ်းပြောင်းနေတဲ့အချိန်တတိယပေဟာလောကမှာလူသုံးမျိုးရှိတယ်ပထမတစ်မျိုးကလူချမ်းသာဒုတိယတစ်မျိုးကလူမွဲတတိယတစ်မျိုးကလူလက်တန်းသားအဲ့တော့မင်းအနေနဲ့မင်းဖြစ်ခြင်းတဲ့အမျိုးသားကိုရွေးဖို့ပဲစီးပွားရေးနဲ့ယင်းနှိမ့်မြုပ်နှံရေးလောကကိုစိတ်ခံစားမှုနှစ်မျိုးနဲ့ဖွဲ့စည်းထားတယ်။အဲ့ဒါကလောဘကြီးတဲ့စိတ်နဲ့ကြောက်တဲ့စိတ်ပဲ။လူများစုမချမ်းသာတာမကြီးပွားတာကလောဘကြီးတဲ့စိတ်ကြောင့်မဟုတ်ဘူး။ကြောက်စိတ်ကြောင့်မချမ်းသာတာမကြီးပွားတာ။မင်းချမ်းသာကြီးပွားခြင်းကြောက်စိတ်ကိုမောင်းထုတ်ပြီးပြန်တန်းရမယ်လို့ပြောပြဘူးတယ်။ကျွန်တော်သဘောထားကိုပြောရရင်ကြောက်စိတ်ကြောက်စိတ်တဲ့အကောင်းဆုံးနည်းဟာမိမိရဲ့ပင်ကိုစိတ်တဲ့စွမ်းအားကိုမြင့်တင်မှုပဲ။ဝန်ရလုပ်ငန်းကုမ္ပဏီများစုဟာဒီတိုင်းပဲလုပ်နေကြတယ်။ပညာရေးဆိုတဲ့စကားဟာထုတ်ယူခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်။ရိုးရာပညာရေးရဲ့ပြဿနာတစ်ခုကအမားတဲကသင်ခန်းစာယူနေတဲ့စိတ်ထက်ဆုံးရှုံးမှာကိုကြောက်တဲ့စိတ်ပေါ်အခြေခံခြင်းဖြစ်တယ်။ရိုးရာပညာရေးဟာလာကစားလူဒန်းသားကိုမွေးထုတ်ပြီးရဲ့ဒီလူငယ်တွေကလာကပုံမှန်များပါကိုကြောက်ကြတယ်။လုံးပြုံးမှာကိုကြောက်ကြတယ်။အသစ်ဆန်းထွင်ရင်ရှားလူတွေကပြည့်ရည်ပြူမှာဝေဖန်မှာကိုကြောက်ကြတယ်
ကိုရဲလုပ်ငန်းပညာရေးကတော့တတိဖြစ်နေတဲ့လူတွေကိုတတိဖြစ်အောင်မွေးထုတ်ပေးတယ်။အဲ့ဒီလိုဘွားပြားပညာရေးကိုကျွန်တော်တန်ဖိုးထားတယ်။စကားဆက်လို့ပြောရရင်လူချမ်းသာတတိဆိုဒီမှာတစ်နှစ်လဒေါ်လာ1 သန်းနဲ့အထက်ဝင်ငွေရှိတဲ့သူလို့ Forbes စီးပွားရေးမဂ္ဂဇင်းကဆိုထားတယ်။မေကုန်းကခင်ဗျားဒီနေ့ဝင်ငွေဘယ်လောက်ရှိသလဲဆိုတာကိုမဟုတ်ဘူး။ခင်ဗျားအလုံးတင်တန်းကခင်ဗျားကိုနှစ်စဉ်ဒေါ်လာ1 သန်းနဲ့အထက်ရရှိအောင်တင်ပေးနေရလားဆိုတာဖြစ်တယ်။အဲ့လိုမဟုတ်ရင်မိတ်ဆွေအနေနဲ့ပိုပြီးကောင်းတဲ့ပညာရေးကိုရှာဖို့သာရှိတော့တယ်။အချို့စကားကျွန်တော်ရဲ့ပထမဆုံးကုမ္ပဏီပြောသွားတော့တတိပြပြကျွန်တော်ကိုကုမ္ပဏီစကားဆိုပါတယ်ဒေါ်လာတန်ပေါင်းများစွာတန်ပညာရေးအတွက်အခုမင်းပေးလိုက်ရပြီပိုပြီးချမ်းသာတဲ့တတိကြီးဖြစ်မဲ့လမ်းပေါ်မင်းရောက်လာခဲ့ပြီလူအများစုမှာတတိဖြစ်တာကအမားလုံးကြီးမှာကြောက်နေကြလို့ပဲလူရပညာရေးနဲ့ဘွားပြောင်းပညာရေးတို့ကြားမှာတန်မိုးချင်းကွာတာကလူရပညာရေးမှာအမားလုံးမိတာကိုအပြည့်မြင်တန်ခတ်တယ်စိတ်သက်သာကိုချိုးနေတယ်ကွာကြောင်းပညာရေးမှာအမားထဲမှာသင်ခန်းစာယူတယ်ပင်ကိုစိတ်သက်သာကိုပြင့်နေပြီးတယ်နောက်လာမဲ့တန်မိုးစင်းဖေကအလုတ်တီမြဲလုံခြုံမှုကိုတန်ဖိုးထားတယ်တတိဖေကငွေကြေးဒုက္ခကင်းရေးကိုတန်ဖိုးထားတယ်အလုတ်တီမြဲရေးရှာဖွေနေတဲ့လူတယောက်ဘွားကနေပြီးတော့ငွေကြေးဒုက္ခကင်းရေးကိုရှာဖွေနိုင်တဲ့လူဖြစ်ပြောင်းလဲလာတဲ့တန်ဖိုးကြောင်းကိုနောက်လာမဲ့အခါဒီမှာဆွေးနွေးပါမယ်အဲ့ဒါကိုလေးစိတ်ပိုင်းပြောင်းလဲခြင်းပုံစံနဲ့စတင်ဖော်ပြမှာဖြစ်ပါတယ်။ဒီနည်းပြောရရင်အလုပ်ပြောင်းခြင်းဟာဘဝပြောင်းခြင်းမဟုတ်ကြောင်းတွေ့ရပါလိမ့်မယ်။အခန်း3နဲ့4ပြီးပါပြီ။အခုလိုမျိုးအချိန်ပေးပြီးနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။